ဒီခေါင်းစဉ်ကကျွန်တော်ရဲ့ကိုယ်ပိုင်ခေါင်းစဉ်မဟုတ်ပါဘူးကဘာကျော်ခေါင်းစဉ်တစ်ပုဒ်ပါရုရှားစာဆိုကြီးလီယိုတော်စတိုင်ကရုရှားဘာသာနဲ့ရေးတာကိုအင်္ဂလိပ်လိုဘာသာပြန်တဲ့အခါ what man live by လူတွေဘာနဲ့နေတယ်လဲဆိုတဲ့ဝတ္ထုတို့ကကဘာမှာနာမည်ကြီးပါတယ်1880ကျော်မှာရေးဖွဲ့ခဲ့တယ်အဲဒီဝတ္ထုကိုငယ်ငယ်တော့ဖတ်ဖူးတယ်ဒါပေမဲ့ကလေးစိတ်နဲ့ဖတ်တဲ့အတွက်သိအရသာကိုမသိဘူးအသက်အရွယ်ကြီးလာတာနဲ့အများလောကဓာတ်ကြီးကြုံလာတဲ့အခါမှာ what man live by ကိုပြန်ဖတ်တိုင်းအရသာအမျိုးမျိုးတွေ့ရတယ်ဒီတယ်လည်းပို့ပြီးချက်ထွင်ပြီးစဉ်းစားတတ်လာတယ်ဒါတစ်အချက်နှစ်စာပေဟောပြောရဲဆိုတာဘာလဲဆိုတာကိုလည်းကျွန်တော်တွေးမိနေတယ်ကျွန်တော်စာပေဟောပြောပဲစင်မြာထောင်းတက္ကသိုလ်2000ပေါ့နော်2010ရွေးကောက်ပွဲမတိုင်ခင်ကနေပြီးဟောပြောပွဲတွေခစ်စားလာလိုက်တာကျွန်တော်တို့လည်းဒလဇာပြောရတာ9နှစ်6နှစ်ရှိသွားပြီကိုယ်တိုင်လည်းပြန်သုံးသပ်ကြည့်တယ်ဟောပြောပွဲတွေလုပ်တာထိရောက်ရဲ့လားကျွန်တော်စဉ်းစားကြည့်တယ်အတိုင်းအတာတစ်ခုတည်းထိရောက်တယ်ကျွန်တော်လိုချင်သလောက်ထိတော့မထိရောက်ဘူးစာဖတ်ဖို့လိုတယ်ဒါပြည့်ရင်မေးစရာရှိတယ်ဗျစာပေကနောက်မှာပေါ်တာလေလူတွေကအရင်ပေါ်တာလေစာပေမပေါ်ခင်တော့လူတွေစာမှမဖတ်ဖဲနဲ့ဘူးကဘာကြီးဖြစ်နေတာပါပဲဒါပြည့်ရင်စာပေကနောက်မှာပေါ်ပြီးလူတွေကအရင်ရှိတယ်စာမဖတ်ရင်ပဲကျွန်တော်တို့ကခက်မမီတော့သလိုလိုဒီနေ့ပြောနေပြန်တယ်ဒါပြည့်ရင်စာဖတ်တာအရင်မပါဘူးလားလို့မေးစရာရှိတယ်စာဖတ်တယ်ဆိုတာကိုကျွန်တော် read လို့သုံးတယ်အင်္ဂလိပ်လို read ကိုတခြားကြည့်ရင်ကျွန်တော်တို့ညင်းခုန်နေတဲ့ read က read by reading ဒီစာအုပ်တရားစာရေးလူကြီးဖတ်တာကိုပဲကျွန်တော်တို့ကစာဖတ်တယ်လို့ကျွန်တော်တို့ကအောက်မေ့နေကြတာမို့လို့ paper တစ်ခုခုသို့မဟုတ်တက်ချင်းတစ်ခုပေါ်မှာမျက်လုံးနဲ့ဖတ်တာကို read by reading အဲ့လိုဖတ်တာကိုပဲကျွန်တော်ဦးစားပေးပြောမိကြတယ်တကယ်တော့စာဖတ်ခြင်း၃မျိုးရှိတယ်ကညစ်တွေပေတွေစက်ကူတွေစာရွက်တွေ electronic တွေမပေါ်ခင်ကလေးကလည်းစာဖတ်ကြတယ်အဲ့ဒီခေတ်တော့ read by reading မဟုတ်ဘူး read by listening နားထောင်တာကလည်းစာဖတ်တာပဲနားထောင်တာစာဖတ်တယ်ဆိုတော့ခက်မမီတော့ဘူးလို့တော့မထင်စေချင်ဘူးမာတက္ကရာ103ဝါဆိုလာပြည့်နေညဦးရံမှာပြစ္ဆဝဂီ9ဦးနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးမိဂရာဘုံမှာတွေ့တယ်လေတွေ့တဲ့အခါမှာဘုရားနဲ့ပြစ္ဆဝဂီ9ဦးစာဖတ်ကြတာဘာနဲ့ဖတ်တော့ read by listening ပြစ္ဆဝဂီ9ဦးက listening လုပ်တယ် listening လုပ်တဲ့အခါမှာတော့ဝိပဿနာပါတာပေါ့ဟုတ်သလားမှန်သလားလက်ခံနိုင်သလားလက်မခံနိုင်ဘူးလားမိမိမှာရှိတဲ့ပညာအတိမ်နဲ့တော့တိုင်းတာပေါ့ဒါ read by listening ကဘယ်တော့မှမယိုးတဲ့စာဖတ်နည်းပဲဒါကြောင့်မို့လို့လူကြီးသူမှဆုံးမစကားနားထောင်ရတယ်ဆရာသမားတွေပြောစကားနားထောင်ရတယ်ဒီမှာဆိုလို့ရှိရင်အစင်စင်ရှိမယ်သူတို့စကားကိုအပြန်အလှန်နားထောင်ရတယ်ဒါတွေကလည်း read by listening ပဲဒီနေ့လည်း read by listening ပါပဲကိုယ်နဲ့တိုက်ဆိုင်ရင်ယူပေါ်မတိုက်ဆိုင်တော့လည်းမယူနဲ့ပေါ့စာဖတ်ခြင်းနှမျိုးရှိသွားပြီတစ်က read by reading ဒါဒီနေ့လူတွေပြောများတဲ့ဟာခက်တာ read by reading လို့ဘောကမျက်လုံးမအားဘူးဘာလဲဆိုကိုရီးယားကကြည့်နေရတော့မဖတ်ဖြစ်ဘူးဟုတ်တယ်လေဘောလုံးဝဲကြည့်နေရတော့မဖတ်ဖြစ်ဘူး Facebook ပေါ်မှာစလုံးတွေရိုက်နေရလို့မဖတ်ဖြစ်ဘူးကျွန်တော် read by reading နဲလာတယ်ကျွန်တော်တို့ကဒါကြောင့် read by listening ကလိုအပ်လာတယ်အကောင်းဆုံးစာဖတ်နည်းတစ်နည်းကြံသေးတယ် read by reading read by listening နဲ့ကောင်းလာတော့ read by traveling ခရီးသွားတာအကောင်းဆုံးစာဖတ်ခြင်းပဲကျွန်တော်ဗမာတွေဆိုလို့ရှိရင်ခရီးသွားကိုသိကြောက်တယ်ပတ်စံရှိရင်ရွှေဝယ်ပြီးတော့စုတယ်တရောင်လောက်ကြီးစုပြီးအိမ်ထဲအိမ်ပြင်မထွက်တော့ဘူးနောက်ဆုံးအလိန်ခံလိုက်ရတာပဲခရီးများများသွားတာဟာစာဖတ်တာပဲဘဲမှမရောက်ဘူးတဲ့သူနဲ့နေရာစုံရောက်ဘူးတဲ့သူနဲ့အသိဉာဏ်ကြီးမတူခရီးသွားတယ်ဆိုတာလေးလေးပင်ပင်စာဖတ်တာမဟုတ်ဘူးမျက်လုံးနဲ့မြင်မြင်သမျှဟာစာဖတ်ပြီးသားဖြစ်စေတယ်ဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက45ဝါပတ်လုံးမိဂရာဝုံတို့ဇေရဝုံတို့မှာကျောင်းထိုင်ပြီးလို့နေတာမဟုတ်ဘူးဝါပဆိုဖះခရီးထွက်ပြီးဝါရင်းလေးလာပဲစပားဆိုင်ချိန်မို့လို့ပြန်လာတယ်အဲ့ဒီမှာရှိတဲ့ဒေသတွေပဲစကားတန်တဲ့ချိန်ကဖះခရီးထွက်နေတာလေ read by traveling နဲ့ကျွန်တော်တို့ကခရီးသွားတာကိုစာဖတ်တယ်လို့မမြင်တော့ခရီးသွားမှာသိကြောက်တယ်ဟိုကျွန်တော်ရိုးလေးနှိုင်းကြည့်မယ်နော်ဘဲမှမရောက်ဘူးတဲ့သူကမန်နေဂျာဖြစ်တာနဲ့နိုင်ငံစုံရောက်ဘူးတဲ့သူမန်နေဂျာဖြစ်တာနဲ့အရသာမတူဘူးဗျဘဲမှမရောက်ဖူးတဲ့သူမန်နေဂျာဖြစ်ခင်ဗျာဒုက္ခရောက်ပြီသားမတ်တော့
သူကခမရဆရာကြီးလောက်တော့မှလေ तू ဘဲမှလည်းမရောက်ဘူး तू ဖတ်တာ तू သိတာလေးနဲ့ပဲ तू ကဆရာလောက်နေတာလေဘယ်နိုင်ငံမှမရောက်ဘူးပဲတိုင်းပြည်အုပ်ချုပ်တာနဲ့နိုင်ငံစုံနိုင်ငံတကာတက္ကသိုလ်တက်ဖူးတဲ့သူတိုင်းပြည်အုပ်ချုပ်တာမတူဘူးဆိုတာတော့ကျွန်တော်ကကိုယ်တွေ့ပဲဗျာဒါ read by traveling နော်ကဲဆိုပါတော့ဗျာရိုးရိုးတက္ကသိုလ်ဆင်းတာနဲ့ရန်ကုန်တက္ကသိုလ်ဆင်းတာနဲ့တော့မတူဘူးရန်ကုန်တက္ကသိုလ်မျိုးတက်ရတာဘို့အရသာရှိတာပေါ့ဒီလိုပဲရန်ကုန်တက္ကသိုလ်နဲ့ဆိုင်စင်ကာပူလောက်ကြောင်းသွားတက်နိုင်အမေမစိုးဘူးဘာဖြစ်ပြောဒွတ်တဲ့ရွှတ်ရှက်နော် broken ပြဘာဖြစ်အင်္ဂလိပ်လိုလေရလာအမေရိကန်တက္ကသိုလ်မျိုးအင်္ဂလန်တက္ကသိုလ်မျိုးတက်ဘူးတဲ့သူကပိုကောင်းတာပေါ့ကျောင်းဆရာမကြီးတို့နဲ့ကျွန်တော်တို့နဲ့ကွာတဲ့ကဆရာမကြီးက read by traveling လည်းရှိတယ် read by listening လည်းရှိတယ် read by reading လည်းရှိတော့ခေါင်းဆောင်ဖြစ်တာမဆန်းဘူးကျွန်တော်တို့ကအဲ့ဒီလိုမရှိဘဲနဲ့ခေါင်းဆောင်နေရတက်လူနေလို့ခက်နေတာတိုက်ဆိုင်သွားရင်တော့ခွင့်လွတ်ပေါ့ဟောစာဖတ်တယ်ဆိုတာလူရဲ့အရေးအသွေးကိုမြင့်တင်ပေးတာစာဖတ်တယ်ဆိုတာကိုသွားခြင်းတဲ့ခရီးလမ်းကြောင်းကိုဘယ်လိုအတူဆုံးနဲ့အနည်းဆုံးသွားရမလဲလို့ရွေးချယ်တာစာအုပ်စာပေလူမိတ်ဆွေဆိုတာလူတိုင်းကြားဘူးတဲ့စကားထူးဆန်းတာရှိတယ်လူချင်းမိတ်ဆွေဖြစ်ရတာတခါတရံစိတ်ကောက်တာတို့စိတ်ဆိုးတာတို့မခေါ်တာတို့သူကကိုယ်ကလိတိတိလောက်တာတို့ခံရင်ခံရအောင်မယ်စာအုပ်ကအဲ့ဒီလိုမလုပ်ဘူးစာအုပ်ကစိတ်မကောက်တတ်တဲ့တငယ်ချင်းစာအုပ်ကဘယ်တော့မှစိတ်မဆိုးတဲ့တငယ်ချင်းစာအုပ်ဟာဘယ်တော့မှမဆိုးကျွန်တော်တို့အနာကကျွန်တော်တို့လွတ်ပြင်မှာ तू ကဘယ်တော့မှကျွန်တော်တို့နားခွာမသွားဘူးကျန်တဲ့မိတ်ဆွေကတိတ်စိတ်မချရဘူးကျန်တဲ့မိတ်ဆွေပေါင်းရင် तू တောက်ရင်လိုက်တောက်မှ तू ပြောရင်ကိုကနားထောင်အောင်မှ तू ပြောတာနားမထောင် तू ကစိတ်ကောက်အောင်မှစာအုပ်ကအဲ့ဒီလိုစိတ်မကောက်တတ်ဘူးဒါကြောင့်စာဖတ်တာအထီးကျန်ခြင်းကိုလည်းဖြေပြောပြီးသားဖြစ်စေအပြိုကြီးဖြစ်လို့အားမငယ်ပါနဲ့စာအုပ်တွေရှိတယ်လေဟုတ်ပါတယ်စာဖတ်လိုက်ပါစာအကောင်းဆုံးငယ်ချီဥပါပဲစာဖတ်ကြရလိမ့်မယ်စာဖတ်တဲ့သူနဲ့စာမဖတ်တဲ့သူကွာတယ်ဆိုတာလူတိုင်းသိပြီးသားမပြောတော့ပါဘူးစာများဖတ်တဲ့သူဟာခေါင်းဆောင်နေရာကိုအလွယ်တကူရောက်တယ်ဘိုးကျော်ဆန်းတို့ခေတ္တကလမ်းမတော်ပြောလာသေးတယ်ဒီနေ့ခေတ်လူတွေစာဖတ်တယ်ဆိုတာရည်ချင်တာပေါ့ဒီထဲမှာစာဖတ်တဲ့လူတွေပါမှာပါကျွန်တော်တဲ့တယ်ပဲမိမယ်ခမရစာဖတ်တာဗမာလိုပဲဖတ်တာမလားအင်္ဂလိပ်လိုဖတ်တတ်လို့လားမဖတ်တတ်ပါဘူးကျွန်တော်ပြီးခဲ့တဲ့2 နှစ်လောက်တုန်းကအမျိုးသားကစားရုံမှာကျွန်တော်မဟာစံချင်းသူပြဇက်ကိုကျွန်တော်ကတ်ရတယ်ဗျကြွားကျင်လို့ပြောတာမဟုတ်ဘူးမဟာစံချင်းသူပြဇက်ကိုရေးတာဆရာကြီးဇော်ကြီးရေးတာအဲ့ဒီထဲမှာအဓိကဇက်ဆောင်ဥရွှေနှောင်းနေရာမှာကျွန်တော်တရုတ်ဆောင်ရတာကျွန်တော်အဲ့ဒီနေရာမှာအဓိကတရုတ်ဆောင်လုပ်အောင်ပါဆိုတော့အဲ့ဒီပြဇက်ကြီးကိုအစာဆုံးဖတ်ရတာပေါ့ဗျာကျွန်တော်3ခေါက်ဖတ်ရင်ပိုကြိုက်တယ်4ခေါက်ဖတ်ရင်ပိုကြိုက်တယ်5ခေါက်ဖတ်ရင်ပိုကြိုက်တယ်ဒါနဲ့ကျွန်တော်စဉ်းစားကြည့်တယ်ဆရာဇော်ကြီးတို့စာအရေးကောင်းမှာပေါ့အမှအဲ့ဒီမဟာစံရင်သူကဆရာဇော်ကြီးရဲ့ကိုပိုင်စာမဟုတ်ဘူးသူဘာသာပြန်ထားတာသူကဆရာဇော်ကြီးကဘာသာပြန်တော့ပါဠိပါလာဆိုတော့အဖြေပေါ်သွားပြီဆရာဇော်ကြီးတို့ဆရာမင်းသူဝန်တို့ခေတ္တကဆရာမောင်စိန်တင်တို့ခေတ္တကဆရာဥဖေမောင်တင်တို့ခေတ္တကအဲ့ဒီခေတ္တကစာရေးဆရာတွေစာရေးသူတွေဟာဗမာလိုလဲကျွမ်းကျင်တယ်အင်္ဂလိပ်စာကိုလည်းကျွမ်းကျင်နဲ့ဆက်ဖတ်တတ်တယ်ပါဠိကလည်းကျွမ်းဆိုတော့ပြောမနေတော့ဘောကျွန်တော်တို့ကအင်္ဂလိပ်စာကြလည်းမဖတ်တတ်ပါဠိကြအတန်တောင်မထွက်တတ်ဘူးဗမာလိုစာတောင်မနဲ့ဖတ်နေရမှာတော့ကျွန်တော်တိုင်းပြည်နင်မွန်းတာလည်းပြောမနေနဲ့တော့ကျွန်တော်တိုင်းပြည်လွတ်မြောက်ခဲ့တာအဲ့ဒီခေတ္တကလူတွေကစာကိုပုံသဏ္ဍာန်မျိုးစုံနဲ့ဖတ်နိုင်လို့တိုင်းပြည်လွတ်မြောက်ခဲ့တာဒီကနေ့ကျွန်တော်တိုင်းပြည်ပြန်လွတ်မြောက်ဖို့တိုင်းပြည်ဆိုကြီးပါတယ်ကိုမိသားစုပြန်လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့စာဖတ်ကြရလိမ့်မယ်ကျွန်တော်တို့ရဲ့မျိုးဆက်တွေကိုကျွန်တော်တို့ကစာဖတ်ခြင်းအမွေပေးတဲ့အခါမှာမြန်မာလိုတွေဖတ်တာနဲ့မပြည့်စုံတော့ဘူးအင်္ဂလိပ်လိုပါဖတ်တတ်အောင်ကလေးတွေကိုသင်ရလိမ့်မယ်ကဘာကြီးကအတော်ကြီးပြောင်းသွားပြီကျွန်တော်ပြောရပါတယ်ကျွန်တော်တို့နေရလာရင်ကျွန်တော်10နှစ်15နှစ်ကျွန်တော်တို့မရှိတော့ရင်တော့ကဘာကြီးကအင်္ဂလိပ်စာတွေပြောတဲ့ကဘာကြီးဖြစ်လာလိမ့်မယ်အင်္ဂလိပ်လိုတက်ရင်ကဘာကြီးကကိုယ့်အိမ်ဖြစ်သွားမယ်နိုင်ငံတကာသွားကြည့်လိုက်ပါ immigration ဖြတ်တဲ့အချိန်မှာအင်္ဂလိပ်လိုမပြောတတ်တဲ့သူကအရန်အားငယ်တာပဲအင်္ဂလိပ်လိုပြောတတ်တဲ့သူကကဘာကြီးကကိုယ့်အိမ်အလွန်နည်းခံစားတတ်သွားတာအင်္ဂလိပ်လိုကျွမ်းကျင်လေကဘာကြီးကကိုယ့်အိမ်မြကိုယ့်မှာ passport ရှိတယ်တကယ်ကိုတရားဝင်သွားတာကျွန်တော်တို့ဘယ်သူမှမစော်ကားရဘူးသို့တော်ကအင်္ဂလိပ်လိုတော့ပြောတတ်ဖို့လိုတာပေါ့အခုကအင်္ဂလိပ်လိုမပြောတတ်ဘူးဆိုတော့အင်္ဂလိပ်လိုမပြောတတ်တဲ့သူတွေက
ကိုနေတဲ့မြန်မာနိုင်ငံကိုပဲကိုအိမ်လို့ထင်ပြီးကြံတဲ့အိမ်တွေကိုအထင်မကြီးဘူးဆိုအလကားနေယူးကြောင်ကြောင်နဲ့တိမ်မြုပ်နေတာကျုပ်တို့ကျွန်တော်တို့အင်္ဂလိပ်လိုလဲတတ်နိုင်အင်္ဂလိပ်လိုပါကျွန်တော်မျိုးဆက်တွေကိုသင်ရလိမ့်မယ်ကျွန်တော်တို့ကတော့ OB ထားလိုက်တော့သို့တော့ကျွန်တော်ယူရပါလိမ့်ဦးမယ်တစ်ကျွန်တော်စာဖတ်ရလိမ့်မယ်လီယိုတော်စတိုရဲ့စာကိုအမျိုးမျိုးဘာသာပြန်တဲ့အထဲမှာကျွန်တော်ဗမာပြည်မှာလည်းဆရာကြီးမောင်ထွန်းသူဘာသာပြန်ပါတယ် What Men Live By ဒီအပြင်အိုးဝင်ညိုများဖြစ်လာမဲ့သူကိုယ်တိုင်လည်းပဲဘာသာပြန်ပါတယ်ကျွန်တော်ကတော့ဘာသာပြန်နေအမျိုးမျိုးဖတ်ရင်းနဲ့ဒီကောင်းစဉ်လေးကိုကြိုက်လို့ယူသုံးပါတယ်သို့တော့ဒီထက်ကအနှစ်သာရတွေကတချို့ပဲယူမှာပါအော်စရာသိကောင်းတယ်လူတွေဘာနဲ့နေလဲလို့ကျွန်တော်စဉ်းစားတော့လီယိုတော်စတိုင်းစာကိုကြိုက်လို့ကျွန်တော်မှတ်ထားတာရှိတယ်ဗျလူတွေဘာနဲ့နေလဲလို့ကဲကျွန်တော်အဲ့ဒါဖတ်ပြီးတော့မေးတယ်ကျွန်တော်စာဖတ်ပြီးရင်ကိုကြိုက်တော့အစားကောင်းတောက်ကောင်းစားရင်ကိုချစ်တဲ့သူသတိရတယ်လို့ပေါ့နော်စားကောင်းပေကောင်းဖတ်ပြီးရင်သတိရတာကိုမိမပေါ့ကိုအမေပေါ့ကျွန်တော်မိမကိုမေးတယ်ကျွန်တော်မိမကျွန်တော်ຫນွယ်လေးလို့ခေါ်တာຫນွယ်လေးရေလို့လူတွေဘာနဲ့နေလဲသူကျွန်တော်ကိုလေမော့ကြည့်တယ်ဗျသူကြည့်ရကြည့်အော်တဲ့အကြည့်နဲ့ပါလူတွေဘာနဲ့နေလဲဆိုတော့ဘသူ့ຫນွယ်လေးနင့်ကိုမေးတာလို့ဟာကိုကလည်းတဲ့ဘာခက်တာမလို့ຫນွယ်လေးကကိုနဲ့နေတာလေဆိုတော့ကျွန်တော်သူ့ကိုစကားဆက်ပြောလို့မရတော့ဘူးဟောတေးကြပြီဒါဖြင့်ကျွန်တော်မိန်းမအချစ်နဲ့နေတယ်ပေါ့နော်ထားပါတော့ဒီလိုပဲကျွန်တော်အမေကိုကျွန်တော်မေးတယ်ဗျအမေကျွန်တော်တို့ဘာနဲ့နေလဲလို့ဆိုအမေကျွန်တော်မျက်မှောင်လေးကုတ်ပြီးကြည့်တာနင့်အဖေမသိရင်တော့နင့်အဖေနဲ့နေတာနင့်အဖေတော့ငါနင်းနဲ့နေတာအမေအဖေနဲ့ကျွန်တော်မိန်းမအဖေအတူတူပဲတကယ်ချင်းနေမေးတော့လည်းဒီလိုပဲဖြေကြတာပါတချို့ဆိုရင်ဒါဟောလေတကယ်ချင်းနေငယ်ကျိုးငယ်လာတည်တော့ကျွန်တော်ဟာသာပြောသေးတယ်ငါတို့ယောက်ျားတွေမကောင်းဘူးလို့ဘာမကောင်းတာလဲတဲ့စင်းရဲတော့ကလေကျွန်တော်ယောက်ျားသားတွေစင်းရဲတော့ကအိမ်မှာကစုံရွက်ကြော်နေစားတာလူမြင်မှာစိုးလို့တိတ်တိတ်ကလေးစားတာစင်းရဲတော့ကကျုပ်တို့ယောက်ျားများချမ်းသာလာတဲ့အခါကျတော့ကစုံရွက်ပလိန်ကြော်ကိုဈေးကြီးပေးပြီးဟိုတယ်မှာကောင်းမလေးနဲ့တက်စားတာကျုပ်တို့ယောက်ျားတွေဒါပဲအတူတူပဲအော်စရာသိကောင်းတာကျွန်တော်ယောက်ျားတွေစင်းရဲတော့ကလေအိမ်ရှင်မကကျွန်တော်တို့ရဲ့အိမ်ရှင်မလည်းဟုတ်တယ် secretary လည်းဟုတ်တယ်ဗျချမ်းလဲချမ်းသာလာရော secretary ကအိမ်ရှင်မဖြစ်သွားရောယောက်ျားတွေမကောင်းဘူးလူတွေဘာနဲ့နေလဲလို့ကျွန်တော်တငယ်ချင်းကိုမေးတော့ဒီကောင်ပြုံးတယ်ဟောမင်းငါအကြောင်းတွေရှောက်မမင်းနဲ့ဒီကောင်ကသူ့အကြောင်းကိုကိုကသိတော့ကျွန်တော်လိုချင်တဲ့အဖြေမရပါဘူးចောင်းသားတွေကိုမေးကြည့်တယ်လူတွေဘာနဲ့နေလဲသူတို့အမျိုးမျိုးဖြေချကဲကျွန်တော်အခုမေးပြီကျွန်တော်တို့ဘာနဲ့နေတာတော့ကဲကျွန်တော်တို့ဘာနဲ့နေကြတော့ဆယ်မိုင်နဲ့နေတယ်ပေါ့ရှိုင်းဟုတ်နဲ့နေတယ်ပေါ့ကျွန်တော်ဖြေကြမှာပေါ့ကျွန်တော်ဒီအကြောင်းအရာကိုပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့တုန်းကမြောက်ကလာနဲ့ကဘာရေးဖျားလမ်းဆောင်တောင်မှာကျွန်တော်တို့ဓမ္မယုံကြီးရှိတယ်အဲ့ဒီကနေပြီးကျွန်တော်ကိုဖိတ်တာမို့လို့တိပ္ပကတ္တဘာနာဂါရီကဆရာတော်ဖျားများဩဝါဒချင်းမြင့်တဲ့ပွဲမှာကျွန်တော်ဒီကောင်းစဉ်နဲ့ဟောတယ်ဒါပေမဲ့အကြောင်းအရာတော့ကျွန်တော်တူအောင်ပြောမှာမဟုတ်ဘူးဆရာတော်ဖျားများအသာရုခေါ်တယ်သူတို့နားထောင်ခွင့်ရလို့ဆရာတော်ဖျားများ projector ကြည့်တာလူတွေဘာနဲ့နေလဲလီယိုတော်စတိုင်းရေးတာတော့ရိုးလေးပဲပြောတာလူတွေဘာနဲ့နေတယ်လဲဆိုလူတွေဟာမေတ္တာနဲ့နေရမယ်မေတ္တာနဲ့နေရမယ်ကဲကျွန်တော်မိကုန်းလေးတစ်ခွန်းမေးမယ်နော်ကျွန်တော်လက်ညှိုးထိုးမေးကျွန်တော်စိတ်မဆိုးနဲ့နော်ကဲရှစ်သားလေးမှတ်တရလိုက်ပါအောင်တာ native ပြောပါ native တာဇာတိမြန်မာပေါ့တောက်ကလားအေးဟိုမြန်မာပေါ့ရန်ကုန်ပေါ့ထိုင်တော့ကဲမင်းမြင်ရောဗျာဟိုကဲမင်းမြင်ရောဗျာဘယ်မှာနေတော့ရန်ကုန်မှာနေတယ်စမ်းကြမှာနေတယ်အရင်တော့မြို့ထဲမှာနေတယ်ဟုတ်ပြီထိုင်မှာတော့ဗျာတယောက်ချင်းမေဘယ်မှာနေတော့ကျွန်တော်မော်လမြိုင်မှာနေတယ်မန္တလေးမှာနေတယ်လို့ဖြစ်မှာပေါ့တခြားငါမြန်မာနိုင်ငံမှာနေတယ်ငါဟောင်ကောင်မှာနေတယ်ငါဂျပန်မှာနေတယ်ဖြေကြမှာပေါ့အဲ့ဒီလိုအဖြေစကားရဲ့နောက်မှာမေတ္တာဓာတ်လေးခန့်သွားတယ်ဗျမြန်မာချင်းမှာချစ်ချင်တာလို့ရန်ကုန်သားရန်ကုန်သူပဲချစ်ချင်တာလို့မန္တလေးသားကိုမကြိုက်တာလို့ချက်ချင်းဖြစ်စေတယ်ဗျ native ကိုကျွန်တော်တို့ EARTH သူတို့ဖြေမကောင်းဘူးလားဗျာကျွန်တော်တို့ကဘာပေါ်မှာနေရတာလေ
ဟိမဝန္တာတောင်တန်းကြီးပေါ်ကရေခဲတွေအရေပြော်ကြည့်ကဘာကြီးပျက်စီးသွားမှာကျုပ်တို့လည်းပါသွားမှာပဲပင်လယ်ရေမျက်နှာပြင်တွေအကုန်မြင့်တက်ကြည့်ကဘာအပူချိန်တွေပြောင်းကြည့်မင်းဘယ်နိုင်ငံသားဆိုတာဖယ်လိုက်တော့တကယ်တော့ဒါလည်းပဲမင်းဘယ်ဘာသာကိုယ်ဝယ်လဲလို့မင်းပြောကြလိမ့်မယ်အမျိုးမျိုးတကယ်တော့ love မေတ္တာတရားအလွန်သိမ်မွေ့တဲ့ဘာသာတစ်ခုပဲဒါကြောင့်မလို့ तू ကလူတွေဘာနဲ့နေလဲမေတ္တာနဲ့နေရတယ်မိမိရှေ့မှာရှိနေတဲ့အရာရာတိုင်းကိုတောင်မှမေတ္တာမထားနိုင်တဲ့သူဟာပြန်ပြောမယ်နော်လီယိုတော်စတိုင်းပြောတဲ့အထက်မှာမိမိမျက်စိရှေ့မှာရှိနေတဲ့အရာရာတိုင်းကိုတောင်မှမချစ်တတ်တဲ့သူဟာမမြင်ရတော့တဲ့ဖယားကိုချစ်ပါတယ်လို့တဖွာဖွာပြောနေရင်အဲ့ဒါဟာလိမ်လည်မှုပဲကိုယ်ရှိမှရှိနေတဲ့အရာရာတိုင်းကိုမချစ်တတ်တဲ့သူဟာမမြင်ရတော့တဲ့ဖယားကိုချစ်ပါတယ်လို့တဖွာဖွာပြောနေပြီဆိုရင်မင်းလိမ်လည်နေပြီအနှစ်ချုပ်ကတော့အဲ့ဒါပဲလူဟာမေတ္တာနဲ့နေရတယ်ကိုယ်ရှိမှရှိတဲ့တစ်ပင်လေးကိုကိုချစ်ရလိမ့်မယ်ကိုယ်ရှိမှရှိတဲ့လမ်းကလေးကိုကိုချစ်ရလိမ့်မယ်ကိုယ်ရှိမှရှိတဲ့ကလိษံလေးတစ်ခေါက်သို့မဟုတ်လူတစ်ယောက်သို့မဟုတ်လူတစ်စုသို့မဟုတ်ကိုယ်အိမ်သားချင်းကိုချစ်ရလိမ့်မယ်ကိုယ်ဘေးမှာရှိတဲ့သူကိုယ်နဲ့မျက်နှာချင်းတဲ့လူတော့မှကိုယ်ကမချစ်တတ်ဖ ೇನೆ ဖယားကိုကျွန်တော်ချစ်တယ်လို့ပြောရင်ဖယားကကျွန်တော်တို့ကဲ့ရဲ့မှာသိကြတယ်အနှစ်ချုပ်ကတော့အဲ့ဒါပဲအထက်ထဲမှာအချက်တွေအများကြီးတော့သူဝတ္ထုဇာတ်ကြောင်းအရာသူရှင်းထားတယ်ဒီလိုပဲယေရှုခရစ်တော်လောကတိုင်မှာကျွန်တော်ဖတ်မှတ်ဖူးတဲ့စာထဲမှာတန်ဖိုးနဲ့ရိုက်နေပြီးလောကတိုင်ကြီးထောင်တဲ့ချိန်မှာဘလောက်နာကျင်လိုက်မလဲယေရှုခရစ်တော်နောက်ဆုံးဘာစကားပြောလဲလို့ပြောတဲ့အခါမှာကျွန်တော်မျှော်လင့်တာပေါ့နော်ဘလို့တွေပြောလိမ့်မယ်ပေါ့တကယ်တော့ပြောသွားတဲ့စကားတစ်ခွန်းနဲ့ပဲရေဆိုတဲ့စကားပဲပြောတယ်ရေစာတယ်တဲ့ဘုရားအောင်ဆန်းကြဆုံးတယ်ကြည်73ချက်နဲ့ကြာဆုံးချိန်မှာဘိုးထွန်းလာမရှိဘူးဘိုးထွန်းလာလက်ပေါ်မှာအသက်ထွက်တယ်လို့စာပေထဲမှာဖတ်ဖူးတယ်ဘိုးချုပ်နောက်ဆုံးတောင်းဆိုသွားတာလေရေပဲကျွန်တော်တို့ကမသေးဘူးသေးလို့ရေစာလိုက်မယ်ထင်တယ်အခုလဲထိုင်နေနေရေစာမယ်ရေတောက်မှာပေါ့လူဟာရေမတောက်ဘဲမနေနိုင်တယ်လို့လူတိုင်းဟာရေကိုအာတာငန်းငန်းတက်မဲ့တယ်လို့ပဲလူတိုင်းမမောတာတော့မေတ္တာပဲဗျမိဘလည်းသားသမီးထံကမေတ္တာကိုမျှော်လင့်တာပဲသားသမီးကလည်းမိဘထံကမေတ္တာကိုကိုယ်တိုင်ကိုယ်တငယ်ချင်းကိုပေါ်ထားမဲ့မေတ္တာကိုမျှော်လင့်တာပဲကိုကသာမျှော်လင့်တာကိုကကြမေတ္တာပေးဖို့တတိမရဘူးကျွန်တော်တမ်းပြည်မှာအောက်ချုပ်သွားခဲ့တဲ့ခေါင်းဆောင်တွေကျွန်တော်ရှာမေတ္တာကိုသူတို့မျှော်လင့်မှာပဲဗျကျွန်တော်လိုချင်ရှာမှာပဲခက်တာသူတို့ကမေတ္တာတုံးအောင်နေတော့ကိုပေးပေမဲ့မရောက်ဘူးဖြစ်နေတယ်ဟောဒီနေ့ခေတ်တွားလေရမှာမေတ္တာတွေရနေတော့ဟာကြည်ရတာကိုကြက်တည်ရှိနေလိုက်တာတွားလေရမှာမေတ္တာမရဘူးဆိုလို့ရှိရင်ခြေလန်းနေကိုကတုံဆိုင်နေတော့တာလူတိုင်းဟာမေတ္တာကိုမျှော်လင့်တာအခုဒီရှမ်းအောင်မှာလည်းပဲ member တွေအများကြီးပဲဘာလိုချင်တယ်လဲဆိုမေတ္တာကိုလိုချင်တာကိုကသာလိုချင်တာကိုကပေးဖို့ကြတော့တတိမရကြဘူးကိုအတ္တနဲ့ကိုနေတာဒါကြောင့်မို့လို့လူတွေဘာနဲ့နေကြတယ်လဲမေတ္တာနဲ့နေရပါတယ်ထားတော့ဒါနဲ့ပြည့်စုံပြီလားလို့ပြောရင်မပြည့်စုံသေးဘူးကျွန်တော်10တန်းကျောင်းသားဘဝတုန်းကအင်္ဂလိပ်စာသင်တဲ့ဆရာမဒေါ်ရိုဇလင်းဆိုတာရှိတယ်ဆရာမအသားမဲဖင်တုံကြီးနဲ့ဗျဆရာဖင်တုံကြီးနဲ့ဆရာမသူကကျွန်တော်အင်္ဂလိပ်လိုဆရာတယ် very wonderful အလွန်အောင်စရာကောင်းတယ်ပေါ့သူမေးတိုင်းစာမရလို့ဆရာမတနေ့ကျတော့ငါဒီနေ့စာမတင်ခြင်းဘူးတဲ့စာမတင်ခြင်းဘူးတဲ့သူကဆရာမစာမတင်ခြင်းပြောတယ်တိတ်ပြောတာကျွန်တော်တို့ကစာမတင်ခြင်းဘူးငါတို့ဒီနေ့ကစားပွဲလေးတစ်ခုလုပ်မယ်တဲ့အသင်းကောင်းဆောင်ထွက်ခဲ့တယ်ကျွန်တော်တို့ခေတ္တကအသင်းက4သင်းပြ5သင်းမဟုတ်ဘူးကျွန်တော်ခေတ္တကကျွန်တော်အပြာသင်းကောင်းဆောင်ကျန်တဲ့အသင်းကောင်းဆောင်မိန်းကလေးကြီးပဲယောက်ျားလည်းကျွန်တော်တော်လည်းပါလာထွက်ခဲ့ဆိုလို့ကျွန်တော်ဆရာမရှိလက်ပတ်ပြီးထွက်ရဒီနေ့တဲ့မေတ္တာနဲ့ပတ်သက်တဲ့ကစားပွဲလေးတစ်ခုလုပ်မယ်မေတ္တာနဲ့ပတ်သက်တဲ့ကစားပွဲဆိုစိတ်ဝင်စားတာပေါ့နော်မေတ္တာလို့ပြောတော့10တန်းအရွယ်မှာရှိတဲ့မေတ္တာကတော့အချစ်ကိုမေတ္တာထင်တာလေမေတ္တာလို့ပြောတော့ကိုဖိနာလှတဲ့ကောင်မလေးကိုမသိမသာလက်ကြည့်လိုက်သေးတာကျွန်တော်ကဟုတ်တယ်လေ10တန်းကျောင်းသားမေတ္တာကိုအချစ်လောက်ပဲထင်တာပေါ့ရှင်တွေကလည်းအချစ်ကပြတွေတန်းစီပြီးရွတ်တော့တာပေါ့ဗျာဆရာမမေတ္တာအကြောင်းမေးတော့ငါအချစ်ကပြရွတ်မယ်ဆိုအချစ်ကပြတွေစဉ်းစားတာပေါ့
လိုင်းပုတ်လို့ကမ်းပြူကမ်းကိုမဲ့ထင်သလားကမ်းအပြူရေကိုနောက်မဲ့တက်လက်တိထားဟာဒါကြီးကမကောင်းသေးပါဘူးစိတ်ထဲမှာလေဒါအာဃာတာကြီးပါပါတယ်စိတ်ထဲမှာဖြစ်နေတာအချစ်ကြပြားတွေအများကြီးရွတ်တာပေါ့အဲ့ဒီနေ့ကမိုးတွေရွာတငယ်ချင်းတွေကကြောင်းမလာစာသင်ခန်းမှာ2ယောက်ထဲရင်ခုန်မိတာအမှန်ပဲအကြောင်းသားပေါ့ဆိုစိတ်ကူးတာသူမြစ်တာနဲ့ပတ်သက်တာလုံမယ်ဆိုတော့ game ဆိုတော့ကိုယ်စိတ်ထဲထင်နေတာလေယောက်ျားလေးများမကောင်းတာနော်ဘသူ့ကိုကြိုက်လဲလို့မေးအဖြေပေးလို့မရဘူးကြိုက်တယ်ကိုကြိုက်တဲ့သူကများနေတာကိုယ်ပြန်ကြိုက်မဲ့သူကမရှိတာဆရာမမေးဖြေမယ်ပေါ့ဒီကောင်မနေနဲ့ဆိုင်ရင်ငါခပြားအများကြီးရတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ခေါင်းကိုမော့ထားမေးရင်ဖြေမယ်ပေါ့ဆရာမမမေးဘူးဗျသွားတယ်ပန်းချံရှိတယ်တဲ့ကျွန်တော်ကျောင်းကပြူးနေဆိုစိုက်ခင်းလေးရှိတယ်မေတ္တာရဲ့သင်္ကေတရှာပြီးယူခဲ့တဲ့ယောက်ျားလေးနဲ့မိန်းကလေးပြေးရင်ကျွန်တော်နိုင်တာပေါ့ဗျကျွန်တော်ချက်ချင်းပြေးတာဗျပြေးပြီးကျွန်တော်လက်ပတ်ကြည့်တာချက်ချင်းပဲကျွန်တော်နှင်းစီပန်းကိုချိုးတာဗျနှင်းစီပန်းကတ်ကြည့်တဲ့ကတ်ရတာလွယ်လက်နဲ့ချိုးရတာတော်ခက်တယ်ဗျကျွန်တော်ဗျာဟာတော်ချိုးရတယ်3-4ပွင့်လောက်ကျွန်တော်ပန်းချွတ်ပြီးအဲ့ဒါကျွန်တော်ပြေးလာတာကောင်းမလေးကကျွန်တော်ပန်းချွတ်တာဆိုတော့ကြည့်နေတာပေါ့ကျွန်တော်အရင်ဆုံးရောက်တာလေမြစ်တာရဲ့တင်ကိတာကျွန်တော်ပန်းလေးကိုလူမြောင်ကင်ထားတာကျွန်တော်အရင်ကဆယ်မရနေဦးနဲ့စောင်းအောင်နဲ့ဒီလိုပဲနောက်ထပ်2မိနစ်3မိနစ်နေတော့တယောက်နောက်ဆုံးတယောက်ကတော်လေးကြာမှရောက်လာတယ်အရင်ဆုံးရောက်တော့ကျွန်တော်မေးတော့မောင်ဖုံးနဲ့မြစ်တာရဲ့တင်ကိတာအဖြစ်နင်းဘာယူလာလဲစမနစ်စီပန်းကိုမြစ်တာရဲ့တင်ကိတာလို့နင်းဘလုတ်ပြီးတင်ဖော်ကျူးမှလေဘယ်ပြောကောင်းမလဲဖြေတာပေါ့ဗျာစကလုံးတွေအများကြီးပေါ့ဆရာမလို့အိမ်မှာဆိုရင်ဖះပန်းကိုပန်းတင်နေဆရာမပန်းဆိုတာမြစ်တာရဲ့တင်ကိတာပဲပန်းတောင်မှာအလားဆုံးပန်းကိုတင်တယ်ကျွန်တော်အမေကပန်းအချောက်မခံဘူးပန်းလေးညှိုးနှွမ်းပြီဆိုပတ်စံရှိမရှိဖះပန်းတင်တယ်ဒီတိုင်းပဲအဖေနဲ့အမေနဲ့ရန်ဖြစ်ပြီးရင်ပြန်ခေါ်တဲ့အခါမှာအဖေကအမေကိုပန်းကလေးပေးတယ်ကျွန်တော်တို့ကလည်းဆရာမကိုမနေ့တိုင်းပန်းလေးတွေပေးတယ်ကျွန်တော်ချစ်တဲ့ကောင်မလေးဆိုကျွန်တော်ပန်းပေးဖို့အမြဲတမ်းစိတ်ကူးတာရည်စားစားတဲ့မှာတော့မှရေးလိုက်သေးတယ်နင်ငါ့ကိုချစ်ရင်ဒေစီပန်းလေးပန်ခဲ့မနေ့ပြန်ကြောင်းလာဒေစီပန်းပန်ခဲ့ဘယ်သူမှမပန်ဘူးပန်းဟာတကယ်တော့မြစ်တာရဲ့သင်္ကေတဒါကြောင့်မလို့တယောက်ရံဖြစ်ပြီးပန်းပေးပြီလားပန်းဟာမြစ်တာရဲ့သင်္ကေတပေါ့ကဘာမှာကြီးတဲ့နင်းစီဘာမှမဟုတ်ဘယ်ပန်းမဆိုမြစ်တာရဲ့သင်္ကေတဖြစ်တယ်ကျွန်တော်ပိုင်းနေကြီးပြောတာဒါကြောင့်မလို့လောကကြီးမှာပန်းနေရောင်းဝယ်ဖြစ်နေတာပေါ့ပန်းဟာမြစ်တာရဲ့သင်္ကေတဖြစ်တယ်တကယ်လို့ဆရာမကခွင့်ပြုလို့ဒီပန်းလေးကိုပေးခွင့်ပေးမယ်ဆိုရင်ကျွန်တော်ပန်း3ခွင့်ရှိတယ်ကျွန်တော်ပေးရမယ်လို့3မကဘူးဖြစ်နေပြီဆရာမရည်တာပေါ့ကျွန်တော်ပန်းကိုမြစ်တာရဲ့သင်္ကေတဆရာမအေးဟုတ်ပြီတဲ့မှတ်ထားပြီကနောက်တစ်ယောက်တဲ့သူကတော့လေလက်ဝါးလေးနဲ့အုပ်ထားတာမြစ်တာရဲ့သင်္ကေတသမီးမြစ်တာရဲ့သင်္ကေတဘာတော့သူကဖွင့်ပြလိုက်တော့ဘာမှဖမလာသလိုပဲလက်ကိုတော်ကြီးကားတော့မှလက်ပြလေးတစ်ကောင်တေးနေတာဆရာမတဲ့မြစ်တာရဲ့သင်္ကေတလက်ပြပါပဲတဲ့ဟဲ့ဘာလို့လဲတဲ့မောင်ဘုန်းကပြောတယ်ပန်းဟာမြစ်တာရဲ့သင်္ကေတဆိုအဲ့ဒီပန်းလေးတွေပွင့်အောင်ဝတ်မုံကူးပေးတဲ့လက်ပြလေးဟာမြစ်တာရဲ့သင်္ကေတအရေးခံပေါ့ကျွန်တော်အဲ့ဒီကောင်မလေးကိုကျွန်တော်မျက်စောင်းထိုးတာသူပြောတာလည်းဟုတ်တာပဲလေလက်ပြလေးတွေကဝတ်မုံကူးတာကိုလက်ပြလေးတွေဗရုံးလေးတွေပြားလေးတွေဝတ်မုံမကူရင်ပန်းဆိုတာမဖြစ်နိုင်ပါဘူးတကယ်တော့ပန်းနေပွင့်အောင်လို့အနစ်နာခံပြီးဝတ်မုံကူးပေးတာလက်ပြလေးတွေပါဟာငါတော့ခံရပြီပေါ့အဲ့ကောင်မလည်းပြောရင်လည်းသူကကျွန်တော်လက်လိုက်မျက်စောင်းထိုးကြည့်လိုက်သေးတယ်ထားတော့တတိယကောင်မလေးသူကလက်ဝါးလေးနဲ့အုပ်ထားတာပြတဲ့အချိန်မှာငှက်သေးသေးလေးတစ်ကောင်စာကလေးလိုငှက်လေးတစ်ကောင်ငှက်ကလေးကမွန်းနေပြီလက်ဝါးနဲ့အုပ်ထားလို့ပြပြီးကလက်ပြန်အုပ်ထားတယ်သူကငှက်လေးထွက်သွားမှာဆိုလို့သမီးတို့အိမ်ဟာတဲ့ငှက်ကလေးတိတ်ချစ်တာအိမ်တစ်စက်မိတ်မှာငှက်အိမ်လေးထားတယ်မနေ့ငှက်အတန်လေးတွေကြားရင်သမီးတို့တိတ်စိတ်ကြည်နူးတာပဲပိจิဆိုတဲ့အတန်လေးဟာသမီးတို့အိမ်ရဲ့ဆွဲလဲတန်လေးပဲငှက်ကလေးတွေအော်နေအဖေနဲ့အမေရမဖြစ်တော့ဘူးညနေဆိုငှက်ကလေးတွေအိတ်တန်းပြန်လာသလိုအဖေကငှက်ကလေးတွေမှန်အိတ်တန်းပြန်နေတော့ကိုကြီးကအိမ်ကိုစောပြန်လာတယ်ဖေလည်းအိမ်ကိုအစောကြီးပြန်လာတယ်ငှက်ကလေးတွေကသမီးတို့အိမ်တော်မြစ်တာရဲ့သင်္ကေတပဲငှက်ကလေးတွေဘယ်တော့မှရမဖြစ်ဘူးငှက်ကလေးတွေကိုယ့်အစာကိုစာပြီးရှာပြီးစားတယ်ငှက်ကလေးတွေကသမီးတို့အိမ်အတွက်တော့မြစ်တာသင်္ကေတပဲငှက်ကလေးတွေကတချင်းဆိုတယ်ဆရာမပြုံးကြည့်နေ
ငါတော့ခံရပြီနဲ့တူတယ်တတိယကောင်မလေးကတော့လက်ကလေးနောက်ပြစ်ပြီးလာတာကဲသမီးမေတ္တာသင်္ကေတပြောဆိုတော့သူလက်ဖြန့်ရဲ့ပဲသူကဆရာမတဲ့သမီးစုမလို့ကျင်တော့ဘူးတဲ့မေတ္တာရဲ့သင်္ကေတပြောသမီးဘာမှယူမလာဖြစ်ဘူးဘာလို့လဲမောင်ဖုံးကပန်းကိုချိုးတော့သမီးလည်းပန်းချိုးမလားလို့စိတ်ကူးလိုက်တယ်သူဆရာမရှိယူလာတဲ့ပန်းက3ပွင့်သူချိုးရတဲ့ပန်းက9ပွင့်လောက်ရှိတယ်ဆရာမနောက်ပြီးသမီးစဉ်းစားကြည့်တယ်ဒီဥယျာဉ်နဲ့ကပန်းဒီကောင်ပိုင်တဲ့ပန်းမဟုတ်ဘူးအများပိုင်တဲ့ပန်းအများပိုင်တဲ့ပန်းကိုသူချိုးလိုက်တဲ့အတွက်မေတ္တာရဲ့သင်္ကေတကိုဖော်ပြခြင်းနဲ့စိတ်တစ်ခုနဲ့အများပိုင်တဲ့ပစ္စည်းကိုဖျက်ဆီးတာမေတ္တာသင်္ကေတမဖြစ်နိုင်ဘူးဆရာမကျွန်တော်လက်သီးနဲ့ထိုးတာမှနာအောင်မယ်သူပြောတဲ့စကားအဆိုင်ကိုတဲ့ထိုးလိုက်တယ်လို့ပဲဆရာမပဲစဉ်းစားကြည့်ပါဒီပန်းလေးတွေပွင့်လာဖို့တကြောင်လုံးပြုစုထားရတာဆရာမမြစ်တာတင်ကြတာသွားယူလို့ပြောတာကိုတပွင့်နဲ့မယူဘူးဟိုချိုးဒီချိုးချိုးလိုက်သေးတယ်မောင်ဘောကမြစ်တာရဲ့သူ့မြစ်တာတင်ကြတာပြောက်ဖို့အတွက်ပန်းတွေကိုချိုးရုံနဲ့မကဘူးခွင်မတောင်းမဲလဲခိုးတယ်ဆရာမရဲ့ကျွန်တော်အဲ့ဒီကောင်မလေးမချင်တတ်ဘူးအေးဟုတ်ပါပြီတဲ့ဒါဖြစ်ရင်ရောတဲ့တမိလက်ပြလေးတွေကိုတမိမြစ်တာတင်ကြတာအဖြစ်တငယ်ချင်းယူတာမြင်တော့ယူချင်တာဒါပေမဲ့သူ့လက်ထက်မှာရောက်လာတာလက်ပြလေးကတကောင်နဲ့သူဟိုလက်ပြလေးဖန်ဒီလက်ပြလေးဖန်ရင်တေဆုံးသွားတဲ့လက်ပြ၄-၅ကောင်လောက်ရှိတယ်လက်ပြလေးကိုအာယုံရောက်နေတာမလို့သူ့ခြေတော့ကနင်းမိတဲ့အတွက်ကျွေမွသွားတဲ့ပန်းတွေလည်းအများကြီးပဲဆရာမကြီးသမီးစဉ်းစားတယ်ငါလက်ပြလေးကိုသူ့လိုပဲဖမ်းလိုက်ရင်လက်ပြလေးတွေတေမယ်ပန်းတွေခြေတော့နဲ့အနင်းခံရမှာမို့သမီးလက်ပြလေးလိုချင်ပေမဲ့လည်းသမီးမဖမ်းတော့ဘူးအေးဟုတ်ပြီဒီလိုပဲဆရာမသမီးလေးသမီးတငယ်ချင်းလို့တလို့ငှက်ကလေးကိုလည်းသမီးယူဖို့စိတ်ကူးရှိသေးတယ်လေကားလေးနဲ့သမီးထောင်ပြီးတက်တာထောင်ပြီးလိုက်တဲ့အချိန်မှာငှက်တိုင်လေးရှိတယ်ငှက်တိုင်ထဲမှာငှက်မေမေကြီးကသူ့အတောင်ပံလေးနဲ့ငှက်လေးနှစ်ကောင်ကိုအုပ်ထားပြီးသမီးကိုမော့ကြည့်တယ်မော့ကြည့်ပြီးတော့ပချီနဲ့အော်ပြီးသမီးကိုမော့ကြည့်တယ်သမီးအဲ့ဒီပချီဆိုတာဘာလဲလို့စဉ်းစားတယ်ငါတေးသေးလေးနှစ်ကောင်အတောင်ပံလေးနဲ့အောက်ပြီးသမီးကိုမော့ကြည့်နေတယ်ရန်ထောင်နာလားမသိဘူးသူပြောတဲ့စကားပချီကအတိတ်ပဲရှိတယ်နင်တို့ရဲ့မေတ္တာသင်္ကေတပြဖို့အတွက်ငါတို့မိသားစုချစ်ချင်းကိုနင်တို့ခွဲနေတာလားနင်လူကြားထဲမှာနင်အတိမတ်ပြုခံဖို့အတွက်ငါတို့မိသားစုကကွယ်ကွင်းပေးရမှာလားငါသားနဲ့ငါဝေးရမှာလားငါမိသားစုနဲ့ခွဲရမှာလားနင်တို့အဲ့ဒီလောက်ကြီးမတရားမလုပ်ကြပါနဲ့နင်မေတ္တာသင်္ကေတပြဖို့ငါတို့မိသားစုပျက်စီးပေးရမှာလားသမီးအဲ့လိုနားလည်ပြီးတော့သမီးငှက်လေးလည်းမယူတော့ဘူးသမီးစဉ်းစားကြည့်တယ်စုမရရင်နေပါစေတော့ဆရာမရေဆရာမမတ်တက်ရက်တယ်အေးဟုတ်တယ်ဆရာမဒီလေးယောက်တည်းကဘယ်သူစုပေးရမယ်ဆိုတော့ဆရာမမဆုံးပြတ်ဘူးចောင်းသားတွေက vote လုပ်ရမယ် vote ဘယ်သူကိုစုပေးတဲ့လဲဆိုတော့နာမည်လေးရေးပြီးဆရာမကိုလာပေးရမယ်ဆရာမခရစ်ယာန်ဆရာမကြီးနော်သူပြောတဲ့စကားမြတ်ဗုဒ္ဓစကားတွေအများကြီးပဲပါတာကိုလည်းသတိပြုမိတယ်နင်တို့တဲ့လူတစ်ယောက်ဖြစ်လာပြီဆိုရင်အဓိကအခြေခံအားဖြင့်အချက်2ချက်နဲ့နေရတယ်လူတွေဘာနဲ့နေရမလဲဆိုအချက်2ချက်နဲ့နေရတယ်အဲ့ဒါကတော့1ကိုချင်းတီလာ2ပညာနဲ့နေရတယ်ကျွန်တော်ဒီအကြောင်းအရာကိုကျွန်တော်နဲ့ယဉ်နေတဲ့ဆရာတော်ဘုရားများကိုကျွန်တော်ရှောက်ထားကြည့်တဲ့အခါမှာဆရာတော်ဘုရားများကတာရုခေါ်ပြီးအဖြေပေးတယ်ငါတို့ကနီးရက်နဲ့ဝေးနေတာတဲ့ငါတို့တွေအမြဲတမ်းရွတ်နေတဲ့နမောတတ္တကရောကျိုးထဲမှာပါပြီးသားနမောတတ္တကရောကျိုးထဲမှာပါပြီးသားအရဟတောဆိုတဲ့အရဟံယာပြန်တွေးကြည့်လို့ရှိရင်ဗမာလိုဘလို့အဓိပ္ပာယ်ဘာသာပြန်လို့ကဲကျွန်တော်အဲ့ဒါဘာသာမပြန်ခင်ကျွန်တော်မေကုန်းလေးတစ်ခွန်းမင်းမယ်ကဘာပေါ်မှာအလားဆုံးသူဘယ်သူလဲဗျကဘာပေါ်မှာအလားဆုံးသူကဲဥပမာပြောဒေါ်ဆန်းစုကြည်လို့ဖြေမယ်ဗျာတချို့ကဒါလည်းမှန်တော့မှန်ပါတယ်အကောအမေအလားဆုံးဗျာကိုချစ်သူအလားဆုံးဗျာဒါလည်းကျွန်တော်မငင်းပါဘူး
သို့တော့ဘယ်လိုပုဂ္ဂိုလ်ကအလားဆုံးလဲဆိုရင်လောဘဒေါသမောဟအတ္တမာနကိလေသာကင်းတဲ့သူဟာအလားဆုံးပေါ့ခမရဒေါသထွက်ကြည့်လိုက်ရုပ်စိုးသွားပြီလောဘမျက်ခွက်ကြီးရုပ်စိုးသွားပြီဒါကြောင့်မလို့အရဟံရဲ့အတိတ်ပဲမှာလေကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလို့ပြောရင်ကျွန်တော်စဉ်းစားကြည့်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးလောက်လှတဲ့သူလောကကြီးမှာမရှိဘူးကိလေသာကင်းနေတာကိုကိလေသာကင်းပါတော့မေတ္တာဓာတ်ကသူ့ဘာသူရှိသွားပြီလေဒီနေ့အမေတော်ဆန်းစုကြည်လှမှာပေါ့ तू ဟာဒီတိုင်းပြည်ဘဝလိုချင်တာတခုမှမရှိဘူးဘယ်မြေခွက်လိုချင်တယ်ဘယ်အဆောက်အုံလိုချင်တယ်ငါသားအတွက်တခုမှမရှိတော့သူ့မျက်နှာလှနေတော့တာပေါ့ဒီမှာလည်းကြည့်ပါလားယာရုတက်ချင်တယ်ငါပွိုင်လိုချင်တယ်ဆိုတာမျက်နှာလည်းတိထားတယ်ငါအမှတ်များပေးပြီလားမျက်နှာလည်းမပေးရင်မကျေနပ်ဘူးလောဘလေးရှိရင်မျက်နှာကမလှတော့ဘူးဒါကြောင့်မလို့ပြီးခဲ့တဲ့ခေတ်ကလူတွေမသိလို့ဗျ TV ရှေ့ကိုထွက်ခွင့်ရတဲ့သူဒီမျက်နှာကြီးကိုလူကြည့်ပြီဆိုရင်သတိထားကြပြီးတော့ခမရလောဘကြီးနေခမရမျက်နှာကြီးကအဖြေပေးနေတဲ့လောဘမျက်နှာကြီးလို့ပြောနေတာကိုချင်းတီလာဖောက်ပြက်လို့ရှိရင်မျက်နှာတိတ်တိတယ်တမသမတ်တဖြစ်တယ်မူတဲ့မြတ်စွာဘုရားအလှဆုံးပေါ့ကိလေသာကင်းလို့လှမမြင်ဘူးပဲနဲ့ခံမန်းယူလို့ရတယ်ကျွန်တော်မျက်နှာမှာလှချင်ရင်မိတ်ကပ်မလိုပါဘူးလောဘဒေါသမောဟအတ္တမာနသာဖယ်လိုက်ပါသူ့လိုလိုလှလာပါလိမ့်မယ်ပိန်ခြင်းလည်းပိန်စည်းတွေပါတွေမစားပါနဲ့တောကကိုသာမျိုးချလိုက်ပါတဖြည်းဖြည်းပိန်သွားစေရမယ်ထပ်ပြောပြရစေစကားလေးဖေးရောက်သွားမှာဆိုလို့အရဟံရဲ့အ내အဓိပ္ပာယ်မှာလည်းလီပါသေးတယ်ဗျစိတ်ကြွယ်ရာအရ၌ပင်းလို့ပါတယ်ဗျတနည်းအားဖြင့်ကိုချင်းတီလာကိုပြောတာကျွန်တော်တို့ကကြွယ်လိုက်တာနဲ့မဟုတ်တာလှုပ်ချင်တယ်ကိုမိမကြွယ်ရာမှာမဟုတ်တာလှုပ်တာကျုပ်တို့ယောက်ျားတွေမိမတွေကလည်းကိုယောက်ျားကြွယ်ရာမှာမဟုတ်တာလှုပ်ဖို့ကြံစီစိတ်ကူးနေတာလဲကျုပ်တို့တွေပဲတနည်းအားဖြင့်အရဟံဆိုတာကိုချင်းတီလာကိုညွှန်းတယ်ကြုံကြိုက်လို့ပြောပြရစီမနေ့ကဘာလားပြေတော်တလင်းလားပြေကိုကျွန်တော်တို့ကအထိပ္ပယ်တွေအမျိုးမျိုးဖွင့်ဆိုကြတယ်ဗျတော်တလင်းလားပြေဒါလူတိုင်းသိပါတယ်မနေ့ကတော်တလင်းလားပြေမိုးလည်းမရွာဘူးဆိုတော့ကောင်းကင်ကြီးကတော်တော်ကိုလှပနေတာသတိပြုမိကြတယ်တော်တလင်းလားပြေနေကိုခေါ်တဲ့အခေါ်ပေါ်တွေရှိတယ်ဗျတော်တလင်းလားပြေကိုကျွန်တော်တို့မှာဝါကောင်လားပြေနေဆိုလို့ရှိရင်ဒါမေတ္တာအခါတော်နေ့ပေါ့တော်တလင်းလားပြေနေကိုဂယုဓမ္မအခါတော်နေ့လို့ခေါ်တာဂယုကာကြီးနဲ့ရေးတာမဟုတ်ဘူးနော်ခငယ်နဲ့ရေးတာတနည်းအားဖြင့်ဂယုစိုက်ရမယ်လို့ပြောတာဘာလို့ပြောတာလဲဆို၅ပါးသီလကိုကျွန်တော်တို့စောင့်ထိန်အပ်တယ်ဆိုတာကိုသတိပေးတဲ့နေ့ဒါကြောင့်မလို့ကျွန်တော်ဂယုဓမ္မအခါတော်နေ့လို့သုံးတာ၅ပါးသီလကိုစောင့်ထိန်တယ်ဆိုတာမေတ္တာရဲ့သဘောဖြစ်တယ်လို့၅ပါးသီလကိုစောင့်ထိန်တယ်ဆိုတာဟာလေကျွန်တော်တို့တွေဟာမေတ္တာရဲ့သဘောအပြင်ကိုခြင်းသဘောကိုလည်းပါစီတယ်ကျွန်တော်မေတ္တာတုတ်တော်ရွတ်ဆိုတဲ့အခါမှာတက်ကောစာဥစုနော်သူဥစုစလို့ပါတယ်တက်ကောဆိုတာစွမ်းနိုင်တဲ့သူဖြစ်ရမယ်ဥစုဆိုတာရိုးသားတာလို့ပြောတာသူဥစုဆိုတာဖြောင့်မတ်တယ်လို့ပြောတာဒီနေရာမှာကြုံကြိုက်လို့ပြောပြရစီဒီမှာအိမ်တော်တွေပါအိမ်တော်တွေမပါလဲချစ်သူကြီးစားရှိသူတွေဖြစ်မှာပါကိုယ်အိမ်တော်ဘက်ဟာကိုယ့်ရဲ့ကြွယ်ရမှာရောကိုယ့်ရဲ့ရှေ့မှာရောရိုးသားသားနေတာဟာကိုယ့်အပေါ်မှာမေတ္တာထားတာနဲ့အတူတူပဲလေဒီမှာအလုံးလုံးရတယ်လုပ်ငန်းရှင်ရှိမယ်မန်နေဂျာရှိမယ်မန်ဘာရှိမယ်ကြွယ်ရမှာခမရိုးသားတာရှယ်ယိုကုမ္ပဏီကြီးပေါ်မှာခမမေတ္တာထားတာနဲ့အတူတူပဲလေရိုးသားခြင်းဟာမေတ္တာရဲ့သင်္ကေတပဲရိုးသားရတယ်လူကအခုကျွန်တော်တို့ကမရိုးသားဘူးဗျဒီငြိမ်းချမ်းရေးဆွေးနွေးတယ်လို့ပြောတယ်မရိုးသားကြဘူးမရိုးသားတော့မေတ္တာမရဘူးမေတ္တာမရတော့အဖြစ်မပေါ်ဘူးပေါ့အားလုံးကပတ်သက်ဆက်နွယ်နေတာတစ်ကိုချင်းတီလာနဲ့နေရတယ်ဒါကြောင့်မလို့ဂယုဓမ္မအခါတော်နေ့လို့သုံးတယ်လို့အတိပ္ပယ်တွေအများကြီးလည်းရှိပါသေးတယ်အဲ့တော့ဓမ္မရာတီလာလို့လည်းခေါ်တယ်၅ပါးတီလာကိုနေဆတီလာလို့လည်းခေါ်တယ်အမြဲတမ်းကျင့်သုံးအပ်တဲ့အရာမို့လို့ကျွန်တော်တို့ကသတိမပြုမိလို့၅ပါးတီလာလေးလုံလိုက်တာနဲ့လူဟာတော်တော်ပျော်စရာကောင်းတဲ့လူဘဝကိုပိုင်ဆိုင်သွားပြီကြုံကြိုက်လို့ပြောပြရစီကျွန်တော်အဖေဆုံးသွားပါပြီကျွန်တော်အဖေဆုံးတာ9နှစ်ရှိပြီကျွန်တော်အဖေစေယုံမှာအဆုပ်ကင်ဆာရဲ့နှလုံးသွေးကြောကျဉ်းရင်ဆိုတော့ဆရာဝန်ကပြောတယ်ခမရအဖေ
နောက်တစ်နှစ်ခွန်းနှစ်နေမယ်ဆိုနေလို့ရတယ်အခုတော့ခမရအဖေနေရလာရင်6လ4လပဲဘာလို့လဲဆိုတော့မအိတ်လို့အဖေကညမအိတ်ဘူးစိတ်ုံတင်ကြရမအိတ်တာအိတ်ဆေးပေးလဲမအိတ်ဘူးဘယ်စိတ်ငြိမ်ဆေးပေးလဲအဖေမအိတ်ဘူးကျွန်တော်လည်းအဖေကိုသွားပြီးစောင့်မအိတ်ဖြစ်ဘူးကျွန်တော်စာသင်ရတာဆိုတော့အဲ့လေအမေတို့အိမ်ပြန်ကျွန်တော်စောင့်အိမ်မယ်ဆိုအဖေနဲ့စောင့်အိမ်တော့အဖေကတညာလုံးမအိတ်ဘူးသတိပြုမိတယ်ကျွန်တော်စာရေးမှအဖေကကောင်းကောင်းကျွန်တော်စာဖတ်ပရိသတ်အဖေကညတစ်ချက်လောက်ကြာအဖေကိုကျွန်တော်စကားလေးတစ်ခွန်းပြောကြည့်အဖေအိတ်ပါလို့အဖေအိတ်ပါလို့ကျွန်တော်ပြောတာအဖေမျိုးတွင်းချိုင်ကြီးနဲ့ကျွန်တော်ဘာမှပြန်မဖြေဘူးသုံးခါလောက်ပြောတော့အဖေကကျွန်တော်တူတူလေးပြောတယ်အိတ်ပြောနေရင်တေသွားရင်ဘယ်လိုလုပ်မလဲအဖေလို့တေမာကိုကြောက်နေတာလားလို့ငါတေမာမကြောက်ဘူးကွာဖေဒါပြအိတ်ပါလို့ငါတေမာမကြောက်ဘူးငါနောက်ဘဝကြောက်တာလေအဖေစကားသိအောင်စရာကောင်းတယ်တေမာကိုမကြောက်ဘူး तू နောက်ဘဝကြောက်တာလေဘာလို့အဖေနောက်ဘဝကြောက်တာလဲငါမဟုတ်တာလေအကုန်လုံးထားတယ်အဖေမဟုတ်တာလို့တာအဖေကကျွန်တော်လည်းပိုသိမှာပေါ့ကျွန်တော်သိတာဒဇွန်လစာလည်းရှိတာပေါ့ငါအဖေတော့ငါပြောမှရမှာပဲအဖေဘာမဟုတ်တာလို့ထားတာရှိလေလို့အဖေကာရီတာနဲ့နေချောကိုကျွန်တော်ခွဲခြားနားလဲပါတယ်လို့ယောက်ျားမှာနေချယောက်ျားသဘာဝဆိုတာရှိတယ်လို့ကာရီတာပြည့်ရွေးနာမျိုးအဖေမရှိဘူးနော်လို့ယောက်ျားသဘာဝပဲရှိမယ်မိန်းမတွေမှာလည်းမိန်းမသဘာဝရှိတယ်ဗျဥမာဗျအတင်းပြောမိတာဒါမိန်းမသဘာဝပဲဒါကာရီတာပြတ်တာမဟုတ်သူများပစ္စည်းခိုးတာမှမဟုတ်တာတခါတည်းအတင်းလေးပြောမိတာပြီးတော့ဟဲငါခွင့်လွယ်ဆိုပြီးတာလေဒါကာရီတာနဲ့ nature ဆိုတာခွဲခြားနားလဲပါတယ်အဖေလို့အဖေကာရီတာမပြတ်ပါဘူးအဖေ nature အတိုင်းပဲအဖေနေတာအဖေအသက်80ကျော်ဒီအရက်တော့ရှင်တယ်ကျွန်တော်အဖေအရွယ်မရောက်ဘူးသေးဘူးနော်အသက်ကြီးလာလေးလှတဲ့ကောင်မလေးတွေပိုကြီးတယ်လေးဆိုတော့ကျွန်တော်အဖေသိလာတယ်အဖေလို့ကျွန်တော်ဝန်ခံတယ်အသက်ကြီးလာလေးလှတာကိုရွေးပြီးကြည့်တတ်လာတယ်ငငယ်တော့လှတာဆိုတာတဦးတယောက်ထဲထင်တာမဟုတ်ဘူးခုကမြင်မြင်လှတာဗျအသက်ကြီးလာလေးကျွန်တော်အဖေကိုလည်းကိုချင်းစားတတ်လာတယ်ဒါအဖေကိုပြောရင်းနဲ့အဖေလို့နောက်ဘဝမကြောက်ပါနဲ့အဖေလို့နောက်ဘဝဆိုတာရှိလို့လားလို့ကျွန်တော်ဆဲတာဗျအဖေကမင်းမရှိလို့ရှိရင်လူမိုက်တွေဖြစ်သွားမှာပေါ့အဖေအဲ့ဒီလိုမပြောပါနဲ့လို့ကျွန်တော်ငငယ်တုန်းကပါရာကြည်လေလားပါရာကြောင်လားဇက်လေးတစ်စက်ရှိတယ်အဖေလို့မမြစိန်ဇလန်းလေကိုဖုံးကျွယ်လူညာကြီးရဲ့ဘာညာဆိုပြီးတိုက်ဆရာကြီးကမမြစိန်တို့လင်မယားနှိပ်စက်တဲ့အခါတိုက်ဆရာကြီးရဲ့တပည့်ကဆရာကြီးခမရအဲ့ဒီလောက်ကြီးမနှိပ်စက်ပါနဲ့နောက်ဘဝကျဒုက္ခရောက်လိမ့်မယ်ဆရာကြီးကလှေဦးကနေဟာတိုက်ရတာလေတဟာနဲ့ငါတပည့်မင်းတော်ညံ့နေကောင်မယ်ဒီဘဝဒီကိုနဲ့ဆံမယ်ဟိုဘဝဟိုကိုကခံမှာကွာလို့အဲ့ဒီလိုအစွန်းထွက်သမားတွေအတွက်နောက်ဘဝနဲ့ချင်းချောက်လို့မရဘူးနော်အဖေလို့မင်းကဘာပြောချင်လို့လဲအဖေကျွန်တော်ပြောမယ်အဖေနောက်ဘဝရှိတာမရှိတာညံမမီလို့မပြောဘူးအဖေဟာလို့ကျွန်တော်မရှိဘူးလည်းမပြောဘူးရှိတယ်လည်းမပြောဘူးကျွန်တော်တို့လူတွေလေလူဖြစ်တော့ကောင်းအောင်နေရအောင်အဖေဟာနောက်ဘဝရှိရင်လည်းအရင်မရှုံးပါဘူးမရှိဘူးရှိတယ်လေမငြင်းဘူးကဲမရှိခဲ့ဘူးလို့ညင်းတဲ့သူတွေလည်းဒီဘဝကောင်းအောင်နေတဲ့အတွက်လူကောင်းဖြစ်တယ်လေရှိခဲ့ရင်လည်းအရင်မရှုံးပါဘူးအဖေလို့ဆိုဖေကကျွန်တော်အကြာကြီးကြည့်ပြီးတော့အေးကွာငါဘသူဥစ္စာမှမခိုးတဲ့အဖေခိုးရင်ကျွန်တော်ချမ်းသာနေပြီအဖေလို့ငါကွာတဲ့မင်းသိပါတယ်တဲ့အဖေအဲ့ဒါလဲသဘာဝပါအဖေဟာလို့အဖေစေးဝါစင်းတယ်ဒါဆိုဆရာဖျားမြကိုရှောက်တော့ဆရာဖျားမြတာရုခေါ်ပါတယ်ဟုတ်တယ်ငါတို့ဒါတွေမျောပြီးတော့ကောင်းအောင်မလုပ်နဲ့ရှိတယ်တွေမရှိဘူးလေညံမမီလို့မငင်းနဲ့လူဖြစ်တော့ကောင်းအောင်နေရအောင်တနည်းအားဖြင့်ကိုချင်းသီလနဲ့နေတာမကောင်းဘူးလားကိုချင်းသီလအကောင်းဆုံးအိတ်ဆေးပဲဒီနေ့ရွှေဘုံငွေဘုံနန်းတော်ကြီးနဲ့နေပြီးတော့အဲအကောအလုံးတရာအောက်မှာအိတ်မပြောတဲ့လူတချို့ရှိတယ်နော်သူတို့ကကိုချင်းသီလပြည့်ရင်းထားတော့ဘယ်အိတ်ပြောမှာတော့ဒါကြောင့်မို့လို့တစ်လူတွေဟာကိုချင်းသီလနဲ့နေတယ်ဆိုတာမေတ္တာထားလိုက်တာပဲဗျကာမေသူ့ကိုမဖောက်ပြန်ဘူးဆိုတာကိုမိမပေါ်မှာကိုမေတ္တာထားလိုက်တာပဲလေလင်မယားနှစ်ယောက်ဟာကာမေသူ့ကိုထိမ့်သိမ်းတာလို့ပဲကိုသမီးလေးတစ်ယောက်ဟာကာမေသူ့ကိုထိမ့်သိမ်းလိုက်တယ်မိဘကွယ်ရမှာဘယ်မှလုံကျွတ်မနေဘူးဆိုတာမိဘပေါ်မေတ္တာထားလိုက်တာပဲငါးပါးသီလဟာလည်းမေတ္တာရဲ့သဘောကိုချင်းစာခြင်းသဘောတွေအကုန်ပါတယ်ဒီလိုပဲတမ္မာတမ္မုဋ္ဌတကြပညာလို့အဓိပ္ပာယ်ရပညာတော်မှာကိုယ်ပိုင်ဉာဏ်နဲ့သိတာဘုရားရှင်ကိုတော်မြတ်ကကျွန်တော်တို့ကတော့အဲ့လောက်ကြီးထီမဟုတ်တော့လည်းပဲအရာရာကိုပိုင်းခြားပြီးသိမြင်အောင်ကြိုးစားတာဟာပညာ
ပညာအတွက်စာဖတ်ပါလို့ပြောတာပေါ့ပညာအတွက်ကြားနာပါပညာအတွက်ခရီးသွားပါလို့ပြောတာလေပြောရရင်လူတွေဘာနဲ့နေကြတယ်လဲဆိုရင်ကိုချင်းသီလနဲ့နေရတယ်ပညာနဲ့နေရတယ်လို့ဆရာမကပြောတယ်ဆရာမပြောတဲ့စကားတွေကကြီးလာလေလေအော်သဘောတရားအဖြစ်အတူတူပါပဲလားကျွန်တော်တို့ကအဲ့ဒီလိုနေရာကောင်းမှန်းမသိတဲ့အတွက်ကိုချင်းသီလတွေဖောက်ဖျက်ပြီးတထေးပွဲတွေခံယူကြတယ်လူတချို့တထေးတိုင်းကိုမဆိုးလို့ပါဘူးအချိန်တို့အတွင်းမှာမြန်မြန်ချမ်းသာတယ်ဆိုတော့တေးကြတယ်ဗျသူကိုချင်းသီလတော့သူပြက်ပြီဗျလက်ကနည်းနည်းလေးရတဲ့အမျိုးသမီးဟာအချိန်တို့အတွင်းမှာပစ္စည်းအများကြီးသုံးနိုင်ပြီဆိုသူတခုခုတော့သူမှားယွင်းပြီဗျပြောချင်တာတော့လူတော်တော်များများဟာတဘောအစာပဲကြီးကျွန်တော်တို့တွေပြောတဲ့အထက်မှာပါတယ်လေဗျာပြဿနာတရား၅ပါးကျွန်တော်ညာတိပြဿနာလို့ဘာလို့မပြောတော့ဘူးဘောဂပြဿနာလို့သီလပြဿနာဆိုတာပါတယ်ဗျကိုချင်းသီလပြည့်ရင်းတာဒီဘဝတွေမဟုတ်ဘဝများစွာထိတောင်မှဒုက္ခပေးနိုင်တာနော်ဘောဂပြဿနာလို့ခေါ်တဲ့ဥစ္စာစီးပွားဆုံးရှုံးတာတဘဝပေါ်တစ်ချိန်နှစ်ချိန်ပေါ့ပြန်ကြိုးစားရင်ဖြစ်တာပဲလေပြောချင်တာသီလပြဿနာကြလူတွေကဂယုမဆိုင်ကြဘူးဗျဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်ဆင်းရတဲ့အကြောင်းရင်းလူတွေဆင်းရတဲ့အကြောင်းရင်းဟာကိုချင်းသီလအကျင့်ဇာရိတပြည့်ရင်းသွားလို့ကျွန်တော်တိုင်းပြည်ရှေ့မရောက်တာပဲဒါပြည့်ဆရာရဲ့နိုင်ငံခြားကိုဆရာအထင်ကြီးလို့ပြောတာလားနိုင်ငံခြားလူတွေလည်းကိုချင်းသီလမကောင်းပါဘူးသို့တော့သူတို့ရှေ့ကတရားဥပဒေစိုးမိုးတော့ဖောက်ဖျက်ခြင်းတိုင်းဖောက်ဖျက်လို့မရဘူးဒါကြောင့်မဖောက်ဖျက်တာကျွန်တော်တို့လည်းကိုချင်းသီလမကောင်းဘူးသာပြောတာလေရင်နဲ့သွားလိုက်ပါနှစ်နာရီဝဲလောက်နေစင်ကာပူကိုရောက်တယ်ဗျဟိုရောက်ရင်ကျွန်တော်ဘာလို့ကိုချင်းသီလကောင်းသွားတာလို့ဖောက်ဖျက်လို့ရှိရင်အေးအေးခံရမယ်မှသိတော့မလုပ်တော့ဘူးပေါ့ဒါကြောင့်မလို့စီကန်းနဲ့နေခြင်းဟာကိုချင်းသီလကောင်းစေတယ်တရားဥပဒေအောက်မှာနေခြင်းဟာလွတ်လပ်ခြင်းဖြစ်တယ်ဆိုတော့ဆက်ဆက်နေတာတွေကိုကျွန်တော်တွေးမိလာတယ်ဒီလိုပဲပညာလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကဘွဲ့တွေဒီဂရီတွေတက္ကသိုလ်ကနေဘွဲ့ဥဒ္ဓကြီးဆောင်မှာပညာလို့ထင်တာမဟုတ်ပါဘူးပညာကြီးတဲ့သူဟာလောဘနဲလာတယ်ဗျဘယ်ကိစ္စဟာလောဘဘလောက်ထားရမယ်ဆိုတာသိတာတော်သင့်တာကိုတော်တာဟာပညာကြီးတာပဲဗျဘာမှလို့တော်တယ်ဆိုတာနှမျိုးရှိတယ်နော် short ကိုလည်းတော်တယ်လို့ပြောတယ်နော် stop stop ကိုလည်းတော်တယ်လို့ခေါ်တာတော်တော့ဆိုတာဒါပါတော့ stop ဆိုတာလည်းတော်တာပဲနော်တော်ဆိုတာရပ်တာလေလောကကြီးမှာရပ်တဲ့အချိန်မှာရပ်လိုက်ပါခင်ဗျာလူတော်ဖြစ်သွားလိမ့်မယ်ခင်ဗျာဘောလုံးပွဲလောင်းနေသလားရှုံးနေတယ်ခင်ဗျာဆက်လိုက်ရင်ရှုံးတော့မှာခင်ဗျာအိမ်လဲကုန်နေပြီတော်ပြီခင်ဗျာရပ်လိုက်တော့ခင်ဗျာဒီအမျိုးသမီးမကောင်းမှန်းသိတယ်နော်ဒီအမျိုးသားမကောင်းမှန်းသိတယ်ခင်ဗျာဘာလို့ဖက်တွယ်နေတာတော့ရပ်လိုက်ပါတော်တဲ့နာကိုတော်မှရပ်တဲ့အချိန်မှာရပ်တာလေတော်တယ်လို့အဓိပ္ပာယ်ရတယ်ဗျကျွန်တော်တို့ကအဲ့လိုမလုပ်တဲ့အတွက်တချို့သမိုင်းနေစိုးကုန်တာလीရပ်တဲ့အချိန်မှာရပ်လိုက်တော့နာမည်ကောင်းလေးတချို့ရသွားတယ်အဲ့လိုမရပ်ဖက်နဲ့သာဆွလုပ်ကြည့်ပါလားအရှိလေပိုင်းလို့ဖြစ်သွားမှာပေါ့ဒါတော်တယ်ဆိုတာအဲ့ဒါပဲကျွန်တော်တို့ဘယ်လို့အစာစားတောင်မှတော်တဲ့အချိန်မှာတော်ရတယ် Facebook ပုတ်တာတောင်မှတော်တဲ့အချိန်မှာတော်ရတယ်ထားတော့လူတွေဘာနဲ့နေကြသလဲကိုချင်းသီလနဲ့နေရပါတယ်ပညာနဲ့နေရပါတယ်အဲ့ဒီနှစ်ချက်ပြည့်စုံတဲ့သူဟာမေတ္တာသူ့ဘာသူပြည့်ဝလာတော့တာပဲလူအဖွဲ့အစည်းမှာမေတ္တာနဲ့နေဖို့ဆိုရင်ဒီအချက်လိုအပ်တယ်ကျွန်တော်တို့ကအဲ့ဒီလိုမတွေးကြဘူးဒါပြင်အများကျိုးဆောင်တာကလည်းမေတ္တာပဲအများကျိုးဆောင်တဲ့အခါမှာခင်ဗျာကိုချင်းသီလကောင်းတဲ့သူတွေအများကျိုးဆောင်မှာလောကကြီးအကျိုးရှိတာနော်ကိုချင်းသီလမကောင်းတဲ့သူတွေအများကျိုးဆောင်ရင်ပြဿနာပဲခုပရိဒလို့ပြောကြတယ်ကျွန်တော်လက်ခံပါတယ်သို့သောအဲ့ဒီပရိဒလုပ်တဲ့သူကဘလောက်ကိုချင်းကောင်းလဲလဲကြည့်ရအောင်ပါစကလုံးကတော့သိတ်ကောင်းတယ်ဗျကိုချင်းမကောင်းမှုဆိုကိုကြောင့်ဒီအသိကြီးပါထိခိုက်နိုင်တာပေါ့ကြပြဆရာကြီးဥတင်မိုးရေးဘူးလေကလေးကြပြဆိုရင်သိအတိတ်ပဲရှိတယ်မတ်နီကလေးပန်းပန်ခြင်းပန်းဥယင်ကိုဝင်တဲ့ပန်းပန်ခြင်းလို့ပန်းဥယင်ကိုဝင်တာမတ်နီကလေးပန်းပန်ခြင်းပန်းဥယင်ကိုဝင်ပန်းလိုခြင်းရင်အပင်ပြိုးအများအကျိုးကိုအကျိုးတဲ့ပန်းလိုခြင်းနဲ့ပန်းကိုခုတ်ပြီးပြန်မသွားနဲ့အပင်လေးလည်းပြိုးခဲ့အောင်တဲ့မတ်နီကလေးထမင်းစာလေရောစီကိုလာထမင်းစာရင်ကောက်ပင်ပြိုးအများအကျိုးကိုအကျိုးကျ
ကျွန်တော်တို့ကစာဝရစာမဲနိုင်ချင်တာကောက်ပင်ကြမပြောချင်ဘူးဆရာမကြီးလုံနေတာကောက်ပင်ပြောတာတော့ဒါကောက်ပင်နေကောက်ပင်ပြောဖို့ကြစိတ်ကူးမရှိဘူးထမင်းစားတယ်ပဲអော်နေတယ်လေမတ်နီကလေးချွေးဆိုဆိုဇရရိတ်မှာခိုးအရိတ်လိုခြင်းဇရမိုးအများအကျိုးကိုအကျိုးဒီဇရမှာတော့ခိုးပြီးပြီဇရကြမမိုးခြင်းလို့မဖြစ်ဘူးရှမ်းဥကိုကျွန်တော်လာခိုးကြပြီကျွန်တော်တွေမိုးတဲ့အမိုးပေးရမှာပေါ့ဝိုင်းလုံးကြရမှာပေါ့ဒါမျိုးမရှိပဲချွေးဆိုတုံးခိုးချွေးတိတ်တဲ့အခါဖုတ်ဖက်ခါထသွားလူတွေများလို့ကြပြဆရာကြီးဥတင်မောကကလေးကြပြလေးအဖြစ်ရေးပေမဲ့လူကြီးတီအသုံးဝင်နေဒီလိုပဲကြပြဆရာကြီးဥတင်မောကတော့လီယိုတော်စထရိုင်းနဲ့မြင့်တဲ့ကြပြတစ်ပုဒ်ကိုရေးခဲ့ဘူးတယ်ဗျလူတွေဘာနဲ့နေကြသလဲလို့သာခေါင်းစဉ်မတက်တာကျွန်တော်တို့လူအဖွဲ့အစည်းဟာဘာနဲ့နေရမလဲဆိုတာကိုအချက်၅ချက်နဲ့ကြပြဆရာကြီးဥတင်မောပြောခဲ့ဘူးတယ်ကျွန်တော်အခုကြပြလေးတစ်ပုဒ်ရွတ်ပြမှာပါအဲ့ဒီကြပြလေးကိုနားလည်းပဲမှတ်လိုက်ပါလိုက်ကူနေရင်လွင့်သွားမှာဆိုလို့တပိုက်ရပြီဆိုရင်ကျန်တဲ့၅ဘိုက်ကသူ့ဘာသူရပြီးသားပါစလုံးလေးနှစ်နေရာပြောင်းလိုက်ရုံနဲ့နောက်ထပ်တပိုက်ဖြစ်ပါတယ်ကျွန်တော်ရွတ်ပြပါမယ်ဆရာကြီးဥတင်မိုးကြပြပါမေတ္တာမပါရွာတီ၍မရနှစ်ချောင်းရှိသွားပြီနော်မေတ္တာမပါရွာတီ၍မရမေတ္တာဆိုတဲ့နန္တာတရားတွေအကုန်ပြမယုံနိုင်လောက်အောင်လှငါးချောင်းကျွန်တော်ပြန်ရွတ်ပါမယ်ရွာတရားတဲမယ်ဆိုရင်ဘာလို့တော့မိသားစုတစုတိဆောက်မယ်ဆိုရင်အသေးဘွက်တစ်ခုတိဆောက်မယ်ဆိုရင်တိုင်းပြည်တိဆောက်မယ်ဆိုရင်မေတ္တာလိုတယ်ပြန်ရွတ်ပြမယ်နော်မေတ္တာမပါရွာတီ၍မရမေတ္တာဆိုတဲ့နန္တာတရားတွေအကုန်ပြမယုံနိုင်လောက်အောင်လှကဲအတူရွတ်ကြည့်ရအောင်မေတ္တာမပါနန္တာတရားတွေအကုန်ပြမယုံနိုင်လောက်အောင်လှကဲမေတ္တာနေရာမှာပညာထက်ဆိုမယ်ဗျာပညာမပါပညာဆိုတဲ့နန္တာတရားတွေအကုန်ပြမယုံနိုင်လောက်အောင်လှတတ္တရအပိုက်ကိုကျင့်သီလထက်ဆိုမယ်ဗျာမပါရွာတီ၍မရကိုကျင့်သီလဆိုတဲ့နန္တာတရားတွေအကုန်ပြမယုံနိုင်လောက်အောင်လှလေးစေတနာထက်ဆိုမယ်ဗျာနောက်ဆုံးတစ်ချက်စီကံထက်ဆိုမယ်ဗျာစီကံမပါရွာတဲမယ်ဆိုရင်အချက်မေတ္တာပညာကိုချင်းတီလာစေတနာနဲ့စီကံလိုတယ်ရှမ်းကုမ္ပဏီဒါကုမ္ပဏီအဖြစ်အသင်းကြီးဖွဲ့ထားတယ်ဒီ၅ချက်ရှိရင်အကောင်းဆုံးပဲမေတ္တာရှိကြအောင်တော့မဆောင်နဲ့နော်ပညာရှိကြအောင်လည်းမဆောင်နဲ့မတတ်ဖူးပေါ်သင်ယူမှာပေါ့ဒီအချက်၅ချက်ပြည့်စုံရင်ရွာတယ်လို့ရတယ်ဒီအချက်၅ချက်ပြည့်စုံရင်လူအဖွဲ့စည်းကြီးဒီဆောက်လို့ရတယ်လူတွေကဒီလိုအချက်တွေနဲ့နေရမယ်လို့ကျွန်တော်တို့ရှေ့ကပညာရှိများဆုံးမထားတာကိုကျွန်တော်တို့ကစာမဖတ်တဲ့ခါမှလည်းနှလုံးမသွင်းမစင်ကျင်တော့မသိကြဘူးပေါ့ထပ်ပြောပါရစေလူရယ်လို့ဖြစ်လာပြီဆိုရင်လူတယောက်ဘဝဖြစ်လာပြီဆိုရင်သေချာပေါက်ကျွန်တော်တို့တွေ့ကြဆုံရတာတော့လောကဓာတ်ပဲဒါကြောင့်မလို့38ပြားမင်္ဂလာမှာနောက်ဆုံးအပိုင်လေးကိုလူတွေသတိပြုမိလားမသိဘူးဖုတ်ထသလောကဓမေစိတ်တံယတနကံပတိအာတောကံဝိရဇံခေမံတဲ့လူတိုင်းရွတ်နေတာအတိတ်ပဲကတော့ရိုးရိုးလေးပဲဗျလောကဓာတ်တရားကိုခံနိုင်ရင်ရှိတာကလည်းမင်္ဂလာမြည်တယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့အဲ့လောကဓာတ်တရား10ပါးလုံးကိုဘလောက်ခံနိုင်တယ်ဆိုတာကိုဘုရားရဲ့ဗုဒ္ဓဝင်ကိုဖတ်ရင်ကျွန်တော်နှလုံးသွင်းမိကျွန်တော်တို့ကနည်းနည်းလေးလောကဓာတ်ကြုံလိုက်တာနဲ့အစိုးလောကဓာတ်ကျတော့ချက်ချင်းပဲခွေခောက်သွားတာအကောင်းလောကဓာတ်ကျပြုံးနေတာကျွန်တော်တို့က
ဟုတ်တယ်လူဘဝရောက်လာပြီဆိုလောကဓာတ်အနေနဲ့ကြုံကြရတယ်အဲ့ဒီခါမှာလိုအပ်တဲ့အလေးအကျင့်တွေရှိတယ်ဗျလိုအပ်တဲ့အလေးအကျင့်တွေရှိတယ်ကျွန်တော်စကိုးလုံးနဲ့ပြောမယ်လူတယောက်ဖြစ်လာပြီဆိုရင်တစ်စိတ်ကောင်းရှိပါခမရဘယ်ပါလာကိုးကွယ်တယ်ဘာတွေလာမပြောနဲ့ဗျာဘာလူမျိုးဖြစ်တယ်တွေမပြောနဲ့ဘယ်နိုင်ငံသားတွေခဏဘေးဖယ်ထားလိုက်တစ်ခမရစိတ်ကောင်းရှိပါနှစ်ဇာရိတ္တကောင်းအောင်နေပါသုံးစီကံရှိပေးပါလေးစကားကိုပြောသင့်မှပြောပါပြောသင့်တဲ့လောက်ပဲပြောပါငါစကားမရှုပ်ပါနဲ့နေလူဖွဲ့စည်းပျက်စီးနေတာစကားရှုပ်လို့နော် Facebook ပေါ်မှာစကားတွေရှုပ်နေတာကျွန်တော် Facebook အကြောင်းပြောရင်ဒါတနားကြီးနဲ့မလောက်မှာဆိုလို့မိကုန်းနဲ့သာထည့်မေးတော့ငါစကားမရှုပ်ပါနဲ့6စာဖတ်ပါ9စိတ်ရှည်ပေးပါ10စောစောထားပါရည်တယ်စောစောထားပါဆိုလို့ဆရာကြီးမထနိုင်ဘူးည2ချက်ဒီ Facebook ပေါ်တော့အိပ်ပြောသွားတာအခုဖြစ်နေတာစောစောမထနိုင်ဘူး10စောစောထား9စိုက်ပျိုးရေးကိုတော့ဝါသနာပါပါကျွန်တော်တို့ချက်နေတဲ့ထမင်းနေဟင်းနေမီးသွေးနဲ့စားနေတာတစ်ပင်တပင်းမှကျွန်တော်မဆိုင်သေးဘူးတော့ဒီနေ့ထိတစ်ပင်နေရှင်အောင်ဆက်ရလိမ့်မယ်ကျွန်တော်တစ်ပင်နေနဲ့လူဖြစ်နေတာလေဘယ်နှချက်တော့9ချက်စိတ်ကောင်းရှိပါစာရိတ္တကောင်းအောင်နေပါစီကံရှိပါစကားကိုပြောသင့်မှပြောပါစကားကိုမရှုံနဲ့စာဖတ်ပါစိတ်ရှည်ပါစောစောထားပါစိုက်ပျိုးရေးကိုဝါသနာပါပါဆရာတော်ဦးစောတိကလည်းပြောမှုတယ်ဗျလူတရားဖြစ်လာပြီဆိုရင်ပျော်ပျော်ရွှင်ရွှင်နေခြင်းလားတဲ့တနည်းအားဖြင့်လူတွေဘယ်လိုနေရမလဲဆိုတာဆရာတော်ဦးစောတိကလည်းဆုံးပါတယ်လှုပ်တဲ့နာကိုပဲလှုပ်မလှုပ်တဲ့နာဘယ်တော့မှမလှုပ်နဲ့နှစ်မှန်တာကိုပဲလှုပ်ပါတဲ့ဆရာတော်ဘုရားဆုံးပါဘူးလေမှန်တာပဲလှုပ်တဲ့နာကိုလှုပ်မှန်တာကိုလှုပ်ရင်လည်းဂရိတီပါတဲ့လှုပ်ပြီဆိုရင်လည်းအချိန်ကိုလေးစားပါတဲ့လှုပ်ပြီဆိုရင်လည်းတူနဲ့တူရင်ကြေးဆက်ဆံပါလှုပ်ပြီဆိုရင်လည်းမပြီးသေးဘူးတယောက်ကိုတယောက်ရိုးသားလောက်ကင်ကြပါအဲ့လိုလှုပ်နေတဲ့လူအဖွဲ့အစည်းမှာအရေးကြီးဆုံးကတော့ကိုယ်ကျင့်တရားကိုစောင့်ထိန်ပေးပါကျွန်တော်ခရီးသွားရတာရှိမယ်အစည်းအဝေးတက်ရတာရှိမယ်တနေ့သွားရတာရှိမယ်ခင်ဗျားတို့ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်ဘယ်သူမှမသိဘူးဆိုကျွတ်တို့နေရင်တို့နေလိုက်ကြတယ်ဟာဒီခေတ်ကြီးကမလွယ်ဘူးနောက်ဆုံးတစ်ချက်ကတော့ဘာကိုပဲလှုပ်တတ်နိုင်တယ်လို့အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတစ်ဖက်ကခြေနဲ့တာမနဲ့တာသူ့ဘက်ကအပိုင်းကိုကတော့အကောင်းဆုံးဖြစ်အောင်လုပ်ရပါလိမ့်မယ်ဒီလိုပဲအောင်မြင်ခြင်းတဲ့သူတယောက်ဖြစ်ခြင်းတိတ်ခက်ခဲကြီးမဟုတ်ဘူးအောင်မြင်ခြင်းတဲ့သူတွေကအမြဲတမ်းပဲအလုပ်ကိုလုပ်ရင်အချိန်မဆွဲနဲ့ကျွန်တော်တို့ကအချိန်ဆွဲတယ်ဗျအစိုးရဝန်ထမ်းတွေဆိုပိုသိတာတယ်အချိန်ဆွဲပြီးလို့တိုင်းပြည်မအောင်မြင်တာပဲခုမေတော်စောသူကြီးအချိန်မဆွဲဘူးဒလစလုပ်တယ်တစ်အောင်မြင်ခြင်းတဲ့သူကအချိန်မဆွဲနဲ့သူများအချိန်ဆွဲနေတဲ့အချိန်မှာကိုကဆုံးဖြတ်ချက်ချပြီးသားဖြစ်ပါစေသူများတွေသုံးဆွဲနေတဲ့အချိန်မှာကိုကစုဆောင်းပါစုဆောင်းတယ်ဆိုတာငွေတွေမဟုတ်ဘူးနော်အချိန်ကိုလည်းစုဆောင်းလို့ရတယ်ဒီဟောပြောခဲ့လာကျွန်တော်အချိန်ကိုစုလိုက်တာပဲဒါသူများတွေလေပေါ်နေတဲ့အချိန်မှာကိုကများနားထောင်ပေးလားအကောင်းဆုံးကတော့သူများတွေစိတ်ကူးရင်တဲ့အချိန်မှာကိုကတစ်ခုကိုထတာလုပ်လားသူများတွေကကိုယ်အတင်းတွေပြုတ်ပြီးမျက်စောင်းထိုးတဲ့အချိန်မှာကိုကများကြီးပြုံးပြလာသူအတင်းလည်းပြောကိုမျက်နှာကြီးကပြက်နေတာသူများတွေအိပ်ဆက်နေတဲ့အချိန်မှာကိုကချက်ချင်းမအိပ်ပါနဲ့ဟုတ်တရားထိုင်ခြင်းထိုင်စာဖတ်ခြင်းဖတ်ပေါ့အနည်းဆုံးအိပ်ရဝင်ကနေတရားမထိုင်ပြရင်တော့စာဖတ်ရတယ်သူများတွေဒုက္ခနဲ့တွေ့လို့လက်လျှော့တဲ့အချိန်မှာကျွန်တော်တို့အားတင်းထားပါဒီလိုပါပဲသူများတွေဖျားရှင်ရှေ့မှာဒူးထောက်ပြီးဘာမှမပေးတဲ့ဖျားရှင်ကတောင်းနေတဲ့အချိန်မှာကျုပ်တို့ကအလုပ်တွေသာများထလုပ်ပါကျွန်တော်ကဘာမှမပေးနိုင်တဲ့ဖျားရှင်ကအားတောင်းတာဗျဖ
ဖယားပေးပါချဲပေါက်ပေးပါထီပေါက်ပေးပါ promotion အားတောင်းတာဟေးဖယားအလောက်သာထားလုပ်လိုက်ပါသူများတွေကလူတွေကိုအပြစ်တင်နေတဲ့အချိန်မှာခမရအပြစ်တင်ခံရတဲ့သူတွေကိုဘယ်တော့မှထပ်ပြီးအပြစ်မတင်မိပါစေနဲ့ခမရသူတို့ကောင်းွက်ကလေးကိုရှာပြီးချီးမွမ်းပေးပါကျွန်တော်တို့ကအဲ့ဒီလိုမလုပ်ကြဘူးခန့်ညံ့ညံ့လူတွေကငုတ်တုတ်ထိုင်ပြီးပြီဆိုရင်သူများအကြောင်းစဉ်းစားတယ်ဗျတော်ထက်တဲ့လူတွေကထိုင်လိုက်တာနဲ့သူများအကြောင်းမစဉ်းစားဘူး idea အကြောင်းပဲစဉ်းစားတယ်ကျွန်တော်ဒီအလုပ်ကိုတိတဲ့ကောင်းအောင်ဘယ်လိုလုပ်အောင်မလဲလို့စဉ်းစားကြတယ်ဒီတိုင်းပဲလောကဓာတ်နဲ့ကြုံပြီဆိုလို့ရှိရင်ဆိုင်ရမယ့်အချက်တွေကိုကျွန်တော်စက်ကူလေးတချင်းစက်ကူလေးဝေထားတယ်လူတိုင်းကိုယ်စီမှာရှိမယ်ထင်တယ်ကျွန်တော်အမြင်ပြောရရင်ကျွန်တော်တို့ရဲ့ရင့်ကျက်မှုပေါ်မူတည်တယ်ဗျကျွန်တော်တို့လည်းပြဿနာတစ်ခုဖြစ်ရင်အပြစ်ဘက်ကိုတွေးတာကျွန်တော်တို့အတွေ့အကြုံနည်းတော့ကဒါကြောင့်မလို့အသက်အရွယ်အတွေ့အကြုံနဲ့ဆိုင်နေကိုဖတ်တဲ့စာနဲ့ဆိုင်နေကိုပေါင်းတဲ့အပေါင်းအသင်းနဲ့ဆိုင်နေငယ်တော့ကတော့အသက်ရှည်ခြင်းအသက်တူခြင်းကိုသိနာမလို့ကျွန်တော်အခုအသက်ရှည်ခြင်းတယ်ဘာကြောင့်လဲဆိုတော့အသက်ရှည်တော့အသိဉာဏ်များကြီးကျွန်တော်ရလိုက်တဲ့အတွက်အဲ့ဒီအသိဉာဏ်ရတာလူဘဝပဲရနိုင်တာလေဟိုတော့ကတော့အပြစ်မြင်တတ်တယ်အပြစ်မြင်တဲ့သူနဲ့တွေ့ရင်သူ့ကိုကအပြစ်မတင်မိပါစေနဲ့ရေးတဲ့သူကိုယ်တိုင်ကလူပေါ်သင်္ကန်းစာမယူတတ်တဲ့သူတွေကိုအပြစ်တင်နေတဲ့သဘောလေးဖြစ်နေတယ်ကျွန်တော်တို့ကအဲ့လိုလူတွေများတယ်ဒါကြောင့်ကျွန်တော်တို့ကတခုဖြစ်ရင်တချို့ကိစ္စကဘာမှမပြောဘဲနေတာလေဆုံးမတာနဲ့အတူတူပဲတိတ်ပြောလို့မရရင်မပြောပါနဲ့ဟိုပန်းကလေးတစ်ပွင့်ကိုဒီတိုင်းပဲကြည့်နေလိုက်ပါသူ့ဘာသူပြီးသွားပါလိမ့်မယ်တခါတရံဘဝဆုံးမတာပိုကောင်းပါတယ်လူတော်များများဒီနေ့ခေတ်ဆိုပို့ဆိုတာပေါ့ Facebook တွေပေါ်လာတော့ Facebook ထဲမှာဆရာကြီးတွေကြီးပဲအားလုံးမနဲ့မိုးလင်းလာတယ်လောကကြီးကိုသူအဆဆုံးမတော့တာပဲကြောင့်မလို့သူတို့လည်းအပြစ်မမြင်တော့ဘူးဒါပေမဲ့လူဘဝရာခဲတယ်လို့ပြောတယ်ဘဝအချိန်နဲ့တိဆောက်ထားတယ်လို့ပြောတယ်အချိန်ဖြုံးတာဘဝကိုဖျက်ဆီးတာနဲ့အတူတူပဲဆိုရင်ကျွန်တော်တို့တန်ဖိုးရှိအောင်အချိန်တွေသုံးပါပေါ့ဘယ်လိုနေပါဘယ်လိုထိုင်ပါလို့တော့ကျွန်တော်မပြောလို့ဘူးသို့တော့ကိုယ့်ဘဝမှာရှိတဲ့သင်ခန်းစာတွေကိုကိုတော့တဲ့အချက်အပြစ်မတင်မိစေနဲ့နောက်ထပ်အဲ့လိုမမားအောင်တော့နေပေးပါဒါသင်ခန်းစာယူခြင်းပဲသူများကိုယ်စိတ်မှုတ်တာကြောင့်တိတ်ပြီးသူများတော့ကျွန်တော်ကတအားကြီးမပြောစေချင်ဘူးဒီနေ့ခေတ်ကပြောဆိုဆုံးမရတာတိတ်ခက်တယ်ဗျပြောဆိုဆုံးမရတာခက်တဲ့ထဲမှာတစ်ခါတည်းကိုယ်တိုင်တောင်မှပါသေးတယ်အကောင်းဆုံးကတော့ तू အဲ့ဒီအမားကို तू ကျူးလွန်အောင်ထိတာကျွန်တော်တို့တစ်ခါတည်းကြည့်နေလိုက်တာကောင်းတယ်ကျွန်တော်တို့အဲ့လိုပဲထားလိုက်ခြင်းလေစိတ်ဆင်းရဲရလုံးလို့ခု Facebook တွေပေါ်တော့လူစိတ်ကိုပိုတောင်မှတိလာရသေးတယ်ဗျအစ္ဆတာတွေပေါ်လာတယ်လေစနစ်တကျစာဖတ်ဖြစ်အောင်ဘယ်လိုလေ့ကျင့်ယူရမလဲတဲ့စာဖတ်တယ်ဆိုတာကတော့ဟိုအချိန်တိုင်းစာဖတ်တာအကောင်းဆုံးပဲစာဖတ်ခြင်းဘယ်လောက်ထားမယ်လို့မပြောဘဲနဲ့တပတ်ကိုငါပေါ့တနေ့ကိုဆောင်းပါတစ်ပုဒ်သုံးဖို့အဆေးတစ်ပုဒ်သုံးဖို့ဝတ္ထုတစ်ပုဒ်ဖတ်မယ်သုံးဖို့တနေ့တစ်ပုဒ်များတယ်ဆို2ရက်တစ်ပုဒ်ဖတ်မယ်ပေါ့တကယ်လို့မဖတ်ဖြစ်ဘူးဆိုရင်ကိုဓာန်ပေးမယ်နော်အဲ့လိုမဖတ်ဖြစ်တဲ့နေ့ဆိုလို့ရှိရင်ငါငွေ1000ကိုလှူမယ်မဖတ်ဖြစ်တဲ့နေ့ငါငွေ1000ကိုတနေ့အောင်လှူမယ်မဖတ်ဖြစ်ရင်လှူမယ်ဖတ်ဖြစ်ပြီဆိုလို့ရှိရင်အဲ့1000ကိုစုပြီးတော့စာအုပ်ဝယ်မယ်ဒါမျိုးပေါ့ကို1000များရင်900ပေါ့ဗျာကိုပြန်ပြီး remind လုပ်တဲ့နည်းနဲ့ကျွန်တော်သွားစီခြင်းတယ်ကျွန်တော်ဆိုရင်ဆုံးဖြတ်ချက်ချတယ်တနေ့ကိုအနည်းဆုံးအစင်2ပုတ်လောက်ဖတ်တယ်2ပုတ်ကြနဖတ်တယ်ကျွန်တော်စာတစ်ခုကိုဖတ်ပြီးရင်ဘယ်တော့မှပြစ်မထားဘူးကျွန်တော်စာတစ်ခုကိုဖတ်ပြီးရင်ကျွန်တော်စစ်ဆက်တွေးတယ်တခါတည်းစကလုံးလေးနှလုံးသုံးလုံးစာလေးတစ်ချောင်းကလည်းတနေ့ကုန်တွေးလို့ရတာတွေရှိတယ်ကျွန်တော်စာဖတ်ရင်တော့ဖြည်းဖြည်းဖတ်တယ်စာကိုများမဖတ်ဘူးဖြည်းဖြည်းဖတ်တယ်ဖတ်ပြီးသမျှစာကိုကျွန်တော် feed လုပ်တယ်တချို့ကစာကို feed မလုပ်ဘူးကိုယ်လိုပဲဝါပြီးရင်ထွေးလိုက်တာကျွန်တော် feed လုပ်တယ်စာအကောင်းဆုံးဖတ်တဲ့နေရာတော့စာတိုင်းကိုမဖတ်ချင်နေပါဘယ်စာရေးဆရာရဲ့စာကိုမဖတ်ဘူးလို့ဆိုလူကကိုပြစ်တင်ခဲ့ရင်လည်းပြုံးတာပြလိုက်ပါစာများဖတ်ဖို့တဲ့ဖတ်တဲ့စာပေါ်မှာကြည်နက်ကြနားလည်အောင်ဖတ်ဖို့လိုတယ်အဲ့ဒီစာရေးဆရာရဲ့စေတနာနဲ့စာရေးဆရာဖြစ်စေခြင်းတဲ့အပေါ်မှာမြင်အောင်ဖတ်ပြီးကိုယ့်ဘဝရဲ့သင်ခန်းစာပြည့်မှုကိုရအောင်ယူပါကျွန်တော်အဲ့ဒီလိုပဲဖတ်တယ်
ကျွန်တော်အခုဖတ်တဲ့စာတွေဆိုလို့ရှိရင်ကျွန်တော်ပေါ်အများကြီးပြောင်းလဲအောင်လုပ်တာတွေရှိတယ်။ဒေးလ်ကာနေဂျီရဲ့တောကကင်ဝေနေနိုင်ရေးအဲ့ဒါဘာသာပြန်တဲ့ထဲမှာကျွန်တော်ငငယ်တုန်းကဖတ်ဖူးတယ်။တက္ကသိုလ်ကျောင်းသားဖိုင်တော်မှာတောကကိုစည်ရင်းလုပ်ပါလို့ပြောတာ။စည်ရင်းလုပ်ပြီးတိမ့်ထားလိုက်တော့ကျွန်တော်စည်ရင်းလုပ်ကြည့်တာတောကပေါင်းအချက်90လောက်ရှိတယ်။ကျွန်တော်အဲ့ဒီထဲမှာနံပါတ်1တောကကတော့လေအိမ်မီးလောင်မှာတိတ်ကြောက်တာပဲ။မန်းလေးသားမို့မန်းလေးမိခလကနာလောင်တာဟုတ်။တစ်ကအိမ်မီးလောင်မှာကြောက်တာ။နှစ်ကတော့လေရီးစားမရမှာကြောက်တာ။သုံးကတော့လေအဖေသုံးဖို့အမေတေးမအောင်ကြောက်တာ။လေးကတော့ကျွန်တော်ကိုပိုင်7ဘိန်းမဝယ်နိုင်မှာ7ဘိန်းမရှိဘူးကြောက်တာကျွန်တော်တောကလေးစည်ရင်ပြုစုတာတိတ်ထားလိုက်တဲ့နောက်ကြုံမှပြန်ဖတ်ဆိုတော့15နှစ်လောက်နေတော့ပြန်ဖတ်ကြည့်တော့အကုန်ရည်စရာကြီးတွေကြီးပဲကျွန်တော်ထင်တဲ့တောကတစ်ခုမှမဖြစ်ဘူးမိမလည်းရတယ်ဗျာ7ဘိန်းနဲ့မကောင်မော်တော်ကားလည်းစီးနေတယ်အဖေနဲ့အမေလည်းမသေးဘူးဗျာကဲတောကကိုစည်ရင်လုပ်ကြည့်လိုက်ပြီးလို့ရှိရင်ကိုပြန်ရည်မိလိုက်မယ်ဒါကျွန်တော်စာဖတ်ပြီးကျွန်တော်အတုံးချမစာတေးကြတယ်ဗျကြပြားဆရာစာရေးဆရာအမှုပညာသမားသူကိုယ်တိုင်အဲ့ဒီတိုင်းနေခြင်းမတော့နေလိမ့်မယ်သူကတော့စေတနာတစ်ခုနဲ့ရေးတာတော့တေးကြတယ်တခါတည်းဆရာကြီးပြီးမိုးနေလို့ပေါ့ तू ကမချမ်းသာဘူးသူစာဖတ်ပြီးချမ်းသာသွားတဲ့သူတွေရှိတယ်လို့ပေါ့စာရေးဆရာလူကောင်းဟုတ်ချင်မဟုတ်လိမ့်မယ်စာဖတ်ပြီးခင်ဗျာလူကောင်းဖြစ်ရင်တန်တယ်အဲ့တော့စာကိုများများဖတ်ဖို့တယ်ဖတ်တဲ့စာကို apply လုပ်ပါဆရာရဲ့ဟောပြောခဲ့တဲ့ဘဝအကြောင်းပြောပြတာအယံဝမ်းသာပါတယ်တဲ့ဆရာတချင်းဆိုပြတာဘဝခံစားချက်များဆိုပြလို့အယံလဲပျော်ရွှင်မိပါတယ်တဲ့မကြာခဏဆိုသလိုတဲ့လာရောက်ဟောပြောပြပါရှင်ဖိတ်ရင်တော့လာမှာပေါ့ဟုတ်အောင်မြင်ခြင်းအချက်ဘယ်နှချက်ရှိလဲကျေးဇူးပြုပြီးပြောပြပါအောင်မြင်ခြင်းအချက်တွေအများကြီးပြောရင်ကြားတယ်တစ်ချက်တည်းပဲပြောမယ်အောင်မြင်ခြင်းကိုယ်စကားကိုကိုနားထောင်ဒါပဲလူကသူများစကားနားထောင်မှုလေကိုယ်စကားတောင်ကိုနားမထောင်ဘူးနော်ကိုယ်စကားလေးကိုနားထောင်ရင်ကိုလူကကြီးပွားတယ်မကောင်းတာကြချက်ချင်းနားထောင်တယ်ကောင်းတာကြနားမထောင်ဘူးကိုယ်စကားကိုအမြဲတမ်းနားထောင်ပေးလိုက်ပါမူသားမပါလင်္ကာမချောဆိုတဲ့စကားပုံနဲ့ရှင်နေကောင်းသူဆက်ဆက်ပြီးပြောပါတဲ့ FV ကြည့်တဲ့မကြည့်တဲ့ကောင်းကျိုးဆိုးကျိုးအမှန်တော့မူသားမပါလင်္ကာမချောဆိုတဲ့စကားပုံကအမျိုးမျိုးရှိတယ်တချို့ကလည်းပူသားလို့မပြောဘူးဗျသူကလင်္ကာချောဖို့အတွက်တစားဆင်ရတယ်လို့လည်းပြောတယ်မှုသားဆိုတာကျွန်တော်တို့ကမှုသားဝါဒကိုလူတွေကအယူကောက်ကြတယ်ကျွန်တော်အဲ့လိုအယူမကောက်ဘူးစာရေးတဲ့အခါမှာအလင်္ကာရေးတဲ့အခါမှာအဖွဲအနှဲ့ကိုဆိုလိုပုံရတယ်မှုသားဆိုတဲ့စလုံးမှာကျွန်တော်တို့ကတီထွင်ကြတာကျွန်တော်အမှတ်မှားမှဆိုလို့မပြောတာအဲ့ဒါကိုမှုသားဆိုတဲ့စလုံးမှာလည်းခတ်ဆင်ပါဠိစကားလုံးတစ်လုံးရှိတချို့ကမုတ္တလို့လည်းပြောတယ်မပါအဲ့ဒီစကားလုံးမှားကောင်းမှားနိုင်ပါတယ်လင်္ကာမချောဆိုလိုချင်တာအဖွဲအနှဲ့လုံးမယ်ဆိုလို့ရှိရင်ကျွန်တော်စာရီပါတွေပေါ်မှာတခြားရေးရမယ်လို့ဆိုလိုတာကျွန်တော်တို့ကလိန်လေပြောဆိုတာပဲလှပတယ်လို့ထင်တယ်တချို့ကလည်းအဖြူအောင်မူသားလို့ပြောကြတယ်ဘယ်မူသားမှမကောင်းဘူးကျွန်တော်သဘောပြောရရင်လိန်လေတာဘယ်ဟာမှမကောင်းဘူးတကယ်လို့မမျော်လင့်မဲ့လိန်လေမိပြီဆိုရင်လေကိုလိန်လေထားချောင်းကိုဝန်ခံပါကျွန်တော်တို့တွေကဝန်ခံတဲ့အလေးချင်းမရှိဘူးဗျဒါကျွန်တော်ဝန်ခံရတယ်ဥမာခရစ်ယာန်ဘာသာတွေမှာဆိုရင်ဖျားရှင်ရှင်မှာဝန်ခံတဲ့အလေးထားလေးတွေရှိတယ်ကျွန်တော်အဲ့ဒါသဘောကျတယ်ကျွန်တော်တို့ကအဲ့လိုမဟုတ်တော့မှဝန်ခံတဲ့နာပေါ့ကိုယ့်ရဲ့မိဥဖာဥသို့မဟုတ်ဆရာသမားရှင်မှာကိုဝန်ခံရမယ်ကျွန်တော်အဲ့ဒါလေးမဟုတ်တာလုပ်မိတယ်နောက်တစ်ခါမဟုတ်တာမလုပ်မိအောင်စူးစမ်းပါမယ်ခရီးပေးရမယ်ခဏခဏဝန်ခံနေရင်လည်းဟုတ်တော့မဟုတ်သေးဘူးလေနော်ကျွန်တော်ပြောချင်တာတော့မူသားကိုတတ်နိုင်ရင်မသုံးပါနဲ့ဟိုကလေးငယ်ငယ်လေးလူပြောပေါအပြေပေါဘွားတော့မူသားသုံးတာမဆန်းပေမဲ့လုပ်ငန်းငွေနဲ့ရောက်လာပြီအသက်ကလည်း3-50ဖြစ်လာပြီအသက်ကြီးလေမူသားသုံးလေဆိုတော့ဟုတ်သေးဘူးဗျအသက်ကြီးလေမူသားလျှော့ရမယ်မူသားမပြောပါနဲ့လို့ကျွန်တော်မပြောလို့လူမို့လို့ရှိကောင်းရှိမယ်လျှော့ရမှာပေါ့အသက်တိတ်ကြီးလေမူသားများလေဆိုခင်ဗျာသမိုင်းရောဘွားလှမှာမဟုတ်ဘူးကျွန်တော်တိတက်သွားပြီဆိုရင်တော့ကိုတိတဲ့အတိုင်းတက်အောင်နေလိုက်ပါFacebook ကြည့်တဲ့မကြည့်တဲ့ဒါသူများတော့မဆိုလို့ဘူးကျွန်တော်အမြင်ပြောပြမယ်ဗျ Facebook ကိုအင်္ဂလိပ်လိုစလုံးပေါင်းအသစ် FACE နဲ့ BUK ကို space bar ချပြီးရတာမို့တွဲရတာနော်ကျွန်တော်ဘယ်လိုဘာသာပြန်မလဲ Face ကမျက်နှာဘုတ်ကစာအုပ်
စာအုပ်မျက်နှာလို့လူတွေကဘာသာပြန်မယ်ကျွန်တော်ကတော့အင်္ဂလိပ်စာကဘောလေဘာသာ meaning ကအရေးမကြီး usage ကအရေးကြီးတယ်ကျွန်တော်ကတော့ Facebook ကိုကြားဘောလေနားထဲမှာကြားလေကိုလည်းသုံးလေနားလည်လာတာရှိတယ်ဗျတစ်ကတော့ face ဆိုတာမျက်နှာဗျကဲခုမျက်နှာကိုဘာလို့မက်ကလိမ့်တာလဲဒီနေ့ကမျက်ချိပိန်နဲ့လာပါလားဘာလို့မျက်နှာလေးလှအောင်လုပ်တာတော့မျက်နှာဆိုရကြည်လင်နေရမယ်ရွှင်နေရမယ်ပျော်နေရမယ် Facebook ဆိုတာပျော်စရာလေးတွေရှိမှ Facebook ကိုခေါ်တယ်ဗျ Facebook ပေါ်မှာခင်ဗျာအယူအဆရေးရတယ်မတင်ပါနဲ့ဘာသာရေးတွေမတင်ပါနဲ့နိုင်ငံရေးတွေမတင်ပါနဲ့ဘယ်သွားတယ်ပေါ့တကယ်ချင်းရေတချို့ကပြောတယ် Facebook မှာစလုံးပေါင်းတွေရှောက်ရေးလို့ဗမာစာပျက်စီးတယ်ကျွန်တော်အဲ့ဒီလိုမမြင်ဘူးသမီးရလေးစားသမီးရလေးလို့ရေးတာဘာဖြစ်တော့ face ကတဘောပျော်စရာကောင်းရမှာဟုတ်ဖတ်လိုက်လို့ရှိရင် comment ပေးရင်လည်းပျော်စရာလေးပေးရတယ်နော် comment ကိုဖတ်ပြီးစိတ်ညစ်သွားရင် face လို့မခေါ်ဘူး face ကတဘောကဘာဖြစ်ရတော့ပျော်စရာလေးဒီမှာကဲဟာမျက်နှာလေးလှလိုက်တာဝါတော့ဝါချစ်စရာလေးဗျာဟုတ်တယ်မလားအဲ့လိုမကောင်းဘူးလားဟဲ့အဲ့ဒါမျက်နှာလေးဆိုရွှင်နေမှလမ်းနေမှမျက်နှာတက်တယ်လို့ face ဆိုတာပျော်စရာလေးရွှင်စရာလေးရှိမှဒီသဘောလေးကိုလည်းတစ်ချက်နားလေရတယ် Facebook သုံးတဲ့သူတွေက page ဖွင့်ခွင့်ရှိတယ်နော် Facebook အကောင့်ရှိရင် page ဖွင့်ခွင့်ရှိတယ်ခင်ဗျာအယူအဆတင်ခြင်းနဲ့ခင်ဗျာလုပ်ငန်းအကြောင်းတင်ခြင်း page ကနေတင်ပါ page မှာ free request လုပ်เสีย like လုပ်ပြီးဖတ်ရုံမကြရင် like မလုပ်နဲ့ပေါ့ Facebook ကြတော့ကိုနဲ့သူနဲ့တကယ်ချင်းလုပ်ပြီးလုပ်ရတယ် accept လုပ်ရတယ် request လုပ်ရတယ် accept လုပ်ရတယ် request လုပ်ပြီး accept လုပ်ပြီးရသူခင်ဗျာ score ဆန်းနေမဟုတ်သေးဘူးလေဒါကြောင့်မလို့ခင်ဗျာအယူအဆတို့ဘာလို့တင်ခြင်း page ကနေတင်ပါခင်ဗျာ Facebook ကတော့စားပြီးပြီလားလို့ဘယ်ရောက်နေပြီအဲ့လောက်ပဲတင်ပါပျော်စရာကောင်းဒါတစ်အချက်နှစ်နိုင်ငံတကာမှာ Facebook ဆိုတာကိုယ့်ရဲ့ community ကို gathering ကို warmly ဖြစ်အောင်လုပ်တာဝေးတဲ့တငယ်ချင်းတွေဝေးနေတဲ့မိသားစုတွေတည်ရခက်နိုင်ငံခြားသွားမယ်ဗျာတယ်လီဖုန်းတကောခေါ်ဖို့ခက်တယ် Facebook နဲ့ဆိုလွယ်တယ် Facebook အကောင့်တင်ချက်ချင်းရေးလိုက်အခုချက်ချင်းဖတ်ရတယ်ဟိုတော့စာတောင်းလာဖို့အကြာကြီးပဲအခုဆိုရင်စက္ကန့်မချရောက်လာတာဒီလိုနေရာကျတော့ Facebook ဒီပေါ် social media အသုံးကြတယ်အဲ့လိုမှန်မှန်ကန်ကန်အသုံးချပါ Facebook သုံးတဲ့အခါမှာလည်းပဲ Facebook သုံးတဲ့ကာလပေါ်မူတည်တယ်အခုမှစသုံးစားလူကတော့ဘယ်လာသမျှအိုးဖမနေဘူးတခါတည်းကိုအကုန်လုံးတငယ်ချင်းလောက်တာပဲပုံမပေါ်သေးဘူးလိုက်ကလှုပ်ပြီးနေပြီတခါလေကိုရေးတဲ့စာအရှိကြီးတင်တာတင်ပြီးလို့မှ30စက္ကန့်ရှိသေးတယ်မလိုက်က10ခုလောက်တေချာဒီကောင်လေးမဖတ်ပဲလိုက်လို့တာမကွာဖတ်စေချင်တာလေမှလာမျိုးလည်းမကောင်းဘူး Facebook ကသဘောကတော့ကျွန်တော်တို့ပြောစရာလေးတွေဖြစ်ရမယ် Facebook မှာဆဲဆိုတာမလုပ်ရဘူး Facebook မှာတကယ်ချင်းများတာကိုဂုဏ်ယူနေခမရမပြေဝသေးလို့ပဲတကယ်ချင်းများတာအရေးမကြီးမိတ်ဆွေစစ်များဖို့ပို့ပြီးလို့တယ် Facebook ပေါ်မှာမိတ်ဆွေစစ်မိတ်ဆွေမှန်မတွေ့ရနိုင်ဘူးနောက်ပြီးလဲဘောလေကိုအကြောင်းတင်မယ်ဆိုရင်တနေ့တော်ကြီးပေါ့တပုတ်နှစ်ပုတ်တည်းပို့ပြီးမတင်နဲ့တနေ့ကိုသူ့ဟာကြီးဖယ်နေရတာနဲ့ကြာတော့အမြင်ကလာတာဗျနော်ကိုတော့အမြင်ကသေးတာကိုကတင်လဲသူအမြင်ကမယ်ဆိုတာကိုချင်းလေးစာပေါ်ရဲ့ကိုကြရဲ့အမျိုးမျိုးတင်တာရဲ့တနေ့ကိုလေတချို့များလေ post အခု20လောက်တင်တာရှိတယ်ကြည့်တော့အရင်မရအဖမရကြီးပဲအဲ့ဒါဘာလို့လို့သူကအဲ့မျိုးလည်းမကောင်းဘူးတင်ပေါ့တနေ့တစ်ချိန်နှစ်ချိန်လောက်သူညအရာဝန်ကဒီမှာတနေ့ activities လေးတင်ရင်တင်ပေါ့နောက်တစ်ခုပြောချင်တာ Facebook ကဘာလဲလို့မေးလို့ရှိရင်ကျွန်တော်တကယ်ချင်းရှိတယ်ဗျမန္တလေးမှာသူကရေသန့်ကုမ္ပဏီထောင်တာသူအစတော့သူကတော့ဒီဟိုကြောက်စိမ့်နဲ့ပတ်သက်တဲ့ရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်ပေါ့အဲ့ဒါတွေကတဘာပတ်ဝန်းကျင်ပျက်စီးတယ်ကျွန်တော်ကပြောတော့သူမလုပ်တော့ဘူးဆိုပြီးတော့သူရေသန့်စက်ရုံထောင်တော့သူလုပ်ငန်းမှာလူပေါ့အလုပ်သမားတွေခန့်တာလူသမား100ကျော်လောက်ရှိတယ်အဲ့ဒါအစင်းစင်းခန့်တာလည်းတော်တဲ့လူအရာသူ15ယောက်လောက်ရှိတယ်သူရေသန့်စက်ဝယ်မှာဆိုတော့အဲ့ရေသန့်စက်နဲ့ပတ်သက်ပြီးတော့ဂျိုးရရကိုသူကလွှတ်ရမှာသူထက်လူတော်10ယောက်ထက်ကနေပြီးသူက9ယောက်ရွေးရမှာသူ9ယောက်ရွေးလို့ရှိရင်စိတ်ဝမ်းကွဲသွားမှာဆိုလို့တော်တဲ့သူမရွေးပဲသူကဘက်လိုက်ပြီးရွေးမှထင်မှာဆိုလို့ကျွန်တော်ကိုသူကရွေးခိုင်းတာမင်းအင်တာဗျူးလုပ်ပေးပါတဲ့ဘယ်နေ့အားတော့နဲ့ကျွန်တော်ပြောတယ်ငါမအားဘူးလို့အခုအားတယ်လို့အခုလာပြီးအင်တာဗျူးလုပ်မယ်လို့ဟာငါလူတွေကဘာမှအစင်းသေးမရှိသေးဘူးအင်္ဂလိပ်စာကျွမ်းကျင်မကြမလို့ဘူးနိုင်ငံခြားသွားအင်္ဂလိပ်စာမလို့ဘူးတကယ်တော့နိုင်ငံခြားသွားကြည့်လောက်ကြီးမလို့ဘူးကျွန်တော်အခုလောက်ပြောလိုက်ရင်ရတယ် immigration ပြန်ရင်ဒါ yes လို့တော့သိရင်ကိုဖြစ်တယ်နိုင်ငံတကာလောက်ရစ်ခက်ကြီးမဟုတ်ဘူးတကယ်သွားကြည့်လားကျွန်တော်တို့ကသာလန့်ပြန်နေတာဘယ်သူမှကြောက်စရာမလိုဘူးဘာလဲဟိုကဘာကြီးကဥပဒေနဲ့နေတာဗျအစီမဲ့ကမ်းမဲ့နေတာမဟုတ်ဘူးလေဝင်းထဲမှာကျွန်တော်တို့ဒီလေစိတ်ထဲမှာဆိုအရန်လုံလုံနဲ့နေရဘာပြဿနာမဖြစ်ဘူးအင်္ဂလိပ်စာအရေးမကြည့်ဘူးချက်ချင်းအင်တာဗျူးလုပ်မယ်ကျွန်တော်ချက်ချင်းသွားရတယ်ဗျအဲ့ဒီ10ယောက်လုံးကိုကျွန်တော်အင်တာဗျူးဆိုတော့
အခါတကားပဲပြီးတယောက်ချင်းခေါ်ပါတယ်နော်မဟုတ်10ယောက်လုံးထိုင်ခမရလဲထိုင်ကျွန်တော်လဲထိုင်မယ်အဲ့ဒါကဲမဲလေးလိမ့်လိုက်ကျွန်တော်နာမည်ထည့်လိုက်ဖလားတယ်ကျွန်တော်နိုင်တယ်လားအင်တာဗျူးဘာမှမမေးဘူးလို့နင်းတယ်လီဖုန်းနင်း Facebook ငါဖွင့်ပြကျွန်တော်သူ့ Facebook ကိုလို့နင်းသွားထိုင်တော့အဲ့ဒီအမေရိကန်ကတော့တနေရာသွားထိုင်လာသူ့ Facebook ကိုလုပ်ငန်းရှင်ကကျွန်တော်2ယောက်လုံးအတူဖတ်တယ်ခမရချေမို့ကျွန်တော်6ယောက်လက်ကုတ်လိုက်မရွေးနဲ့လို့အဲ့လိုမရွေးဘူး Facebook ကိုကြည့်လိုက်တယ်သူတင်ထားတဲ့ post ကလုပ်ငန်းခွင်မှာတင်ထားတယ်သူတင်ထားတဲ့ဟာတွေကဖိန်တုံးလုံးပုံနေမောက်ကဟုတ်ကဟာတွေတိလိုက်ပြီး6ယောက်လက်ကုတ်နေ့ဒီကောင်မရွေးနဲ့ရပြီသမီးရောသားရောနောက်တစ်ယောက်လား Facebook ကိုကြည့်ကြရပြင်မင်းဘယ်လိုလူလဲဆိုတာ Facebook ကပြောတယ်နော်ဟိုတော့လူတစ်ယောက်အကြောင်းသိဖို့လေ CV ဖောင်တောင်းရသေးတယ်ဘယ်လိုအကောင့်သိရင်ရတယ်ခမရဘယ်လိုလူလဲအဝေးသွားမေးစရာမလိုဖွင့်ကြည့်လိုက်ရုံနဲ့သိတယ်အနုပညာဝါသနာပါတဲ့သူကြအမဲတချင်းတွေတင်ထားတယ်နိုင်ငံရေးဝါသနာပတ်သက်နိုင်ငံရေးတွေတင်တယ်ဘာသာရေးဝါသနာပါတဲ့သူကအပေါ်မှာဖျားပုံနဲ့အောက်ကျတော့ဆဲဆိုထားတာတွေအများကြီးဗျာဟောပြောချင်တာဒီလိုပါ Facebook ဆိုတာတည်တည်ချာချာတွေးကြည့်မိမိကိုယ်တိုင်ရေးထားတဲ့မိမိရဲ့သမိုင်းညာမိမိရဲ့ဂုဏ်သိက္ခာသမိုင်းညာ Facebook ဆိုတာအနစ်ချုပ်ပြောရရင်မိမိရဲ့ဂုဏ်သိက္ခာကိုမိမိကိုယ်တိုင်မှတ်တမ်းတင်ထားတာ Facebook ပဲ Facebook များအလွယ်လေးလို့မထင်နဲ့ခမရအကြောင်းကျွန်တော်ဖွင့်အကောင့်သိုံနဲ့ရတယ်ခမရကိုလူတစ်ယောက်ကဝင်ကြည့်နေမှာခမရမသိနိုင်ဘူးနော်ဘယ်လောက်များမလုံခြုံတယ်လဲဗျာတချို့ကို Facebook အကောင့်တိတ်လူသိစေချင်တာပဲခမရ Facebook အကောင့်လူသိသွားရင်ခမရအကြောင်းလဲသိသွားပြီဒါမှတ်တော့ကာတွန်းတော်ဆွဲပါသေးရောလားခမရဘယ်ရောက်နေတဲ့တင်တာအိမ်တမြောက်ဝင်တိုက်လို့ရတယ်လေပြောချင်တာ Facebook မှာလုံခြုံမှုမရှိတာတွေလည်းအများကြီး Facebook သုံးဆွဲတဲ့ကာလကြာလာရင်အဲ့ဒါတွေရိုးလာမယ်အဲ့ကြမလုပ်တော့ဘူးကိုယ့်ရဲ့ community လေးကိုပေါ့ဒီ warmly community လေးပဲကျွန်တော်တို့တပြည့်ချင်းကျင်းလာပါလိမ့်မယ်တော်ပြီပေါ့တကယ်ချင်း3 4 500ဆိုနေပါလိမ့်ဗျာဟိုသတင်းဌာနတို့ဘာလို့ like လုပ်ပြီးဖတ်ပေါ့သတင်းစာဝယ်ရတက်တာအောင်ခီးသွားရင်သတင်း currently သတင်းတွေသိအောင်သတင်းဌာနတွေ like လုပ်ထားလိုက်ပေါ့ကျွန်တော်တကယ်ချင်းမလိုပါဘူးလောက်ကြီးလဲဟောတကယ်ချင်းကခင်ဗျာတင်လဲလာပို့မှာမဟုတ်ဘူးသူလဲသူ့အလုံးနဲ့သူကိုလဲကို့အလုံးနဲ့ကိုဆိုလို့ကျွန်တော် Facebook သုံးသိလားမသုံးသိဘူးလားသုံးသိတယ်ဗျဘယ်လိုသုံးမလဲဆိုတဲ့ပေါ်တော့မူတည်တယ်ပြောချင်တာတော့ Facebook ဟာတာမန်ပြဿနာမဟုတ်ဘူးနော်ဟိုတော့ကကျွန်တော်ရီးစားစာပေးခြင်းနဲ့ဆိုအောင်တယ်တော့ရှာတယ်အခုမလို့အကောင့်သိရင် Messenger ပို့လိုက် तू ဖတ်မဖတ် तू ရှိရောက်တယ်တိတ်လွယ်တာပဲရီးစားတာပစောင်ပေးဘလောက်လွယ်လို့ဟိုတော့ကျွန်တော်ခက်တော့အောင်တယ်ရှာတယ်လက်တုံချတုံပေးရတာအခုရိုက်လိုက်ပါစားချက်ချင်းရောက်တယ်ခင်ဗျာဒီတက်လက်တော့ပတ်တာကောင်မလေးအကောင့်ကျွန်တော်သိတယ်ကျွန်တော်ရေးလိုက်မယ်ဟေးဟောပြလာညီမလေးသိလာတာပဲနေကောင်းလားဟောလဲပြန်လာစားသွားလားအကျော်လေးကြည့်ပြီးတာနဲ့ကတ်လို့ရမရကြည့်ဇာလန်လေးရှုတာဒါပဲတိတ်လွယ်တယ်ကြောင့် Facebook ကလုံခြုံမှုကိုယ့်အကောင့်ကိုလူသိများတာဝါမတာပါနဲ့အန်ဒီအကြီးကိုအမြဲတမ်းဖိတ်ခေါ်နေတယ်လို့မြင်ပေးပါသုံးရမှာပေါ့ကိုယ့် community လေးပဲသုံးပါသုံးရင်လည်း profile အမှန်သုံးပါမဘတ်ဒေးပေါ့နော်မမီဘတ်ဒေးကိုကျွန်တော်ဘတ်ဒေး push ပို့လာမသိဘူးပို့တယ်နော်ဘတ်ဒေးမှန်လားမသိဘူးတချို့ကိုဘတ်ဒေးတောင်လိန်ထားတာနော်ကိုအဟုတ်မှလို့ပေါ့ဗျာကိုတကယ်ကြီးရှိကိုကဘတ်ဒေး wish ပို့တာသူကပြန်ပြောဟဲ့အောင်ငါမွေးနေမှုဒီကောင်လူလိန်မဲမလိန်ရဘူးလေ Facebook ပေါ်မှာသူကမွေးနေတကယ်ကအကုန်အပြင်မှာဒီကောင်အသက်က53ကျွန်တော်သိဟိုထဲမှာရေးတာ28နှစ်သိကြပြီအဲ့ဒါဒီကောင်တစ်ခုခုပဲဝါကြီးတော့တားနေမရနဲ့ဒါမှမဟုတ် Facebook ကိုသုံးတယ်လား Facebook မှာကောင်းကျိုးတွေလည်းအများကြီးရှိတယ်ဆိုးကျိုးတွေလည်းအများကြီးရှိတယ်တချို့သားသမီးတွေဆိုကိုယ့်အဖေမေ free မလုပ်ဘူးကိုယ့်အကြောင်းသိမှာဆိုလို့ဒါမှဘာခက်တာမှလို့အဖေမေကကိုယ့်သားသမီးအကောင့်သိအောင်တရားအောင်မေးပြီးဖွင့်ကြည့်ရင်သိနေတဲ့ကိစ္စမလုံခြုံဘူးလေစာပေဟောပြောစေခြင်းမိန့်ကြားသော read by ဆိုသောအချက်များပြန်မြဝေပေးပါစေ read by 3မျိုးရှိတယ် read by reading read by listening read by traveling ကဲဒီမှာနိုင်ငံတကာရောက်ဘူးတဲ့သူလည်းညှိုးထောင်များကဲဒါနဲ့သူရတဲ့နဲ့မြင်သွားပြီနော်နိုင်ငံ9နိုင်ငံရောက်ဘူးတဲ့သူနဲ့ခက်သွားပြီနော်နိုင်ငံများရောက်ဘူးရင်ပိုကောင်းတာပေါ့ခုကျွန်တော်တို့ကထိုင်းလောက်ရောက်ဘူးမယ်ဗျာ
မလေးရှားလောက်ရောက်ဖူးမယ်စင်ကာပူလောက်ရောက်ဖူးမယ်အိန္ဒိယလောက်ရောက်ဖူးမဆိုးဥရောပရောက်သွားရင်အမြင်ပြောင်းသွားအောင်ပါအမေရိကရောက်သွားရင်ပိုတောင်မှအမြင်ပြောင်းအောင်မယ်အမေရိကန်နိုင်ငံမှာလူတွေအများကြီးမိုက်ခရိုလှုပ်လာတာအားလုံးတညီတညွတ်ထဲပဲအမေရိကန်နိုင်ငံရောက်သွားတဲ့သူတွေအားလုံးကျွန်တော်အမေရိကမှာ2လခွဲလောက်စာပေပြောသွားဘူးလို့သိတာလူဆိုးတွေကြီးရောက်လာတာနော်အားလုံးဟိုမှာလူကောင်းဖြစ်တယ်သူတို့အားလုံးပညာသင်ပေးတာဟုတ်အလုပ်ပေးတယ်ပညာသင်ပေးတယ်အားလုံးလူကောင်းဖြစ်တယ်လူဟာဘယ်သူမှမစိုးကျင်ဘူးနော်ကောင်းဝင်မရလို့စိုးရတာဗျပညာရေးမကောင်းလို့စိုးရတာစီးပွားရေးမကောင်းလို့ဒါအမေရိကတည်တယ်လူတွေလာသမျှလူပညာသင်ပေးတယ်အလုပ်ပေးတယ်လူကောင်းဖြစ်တယ်ဒီအသွားတော့တောရရတဆင်သွားကြတာဘာမှမတတ်တဲ့သူဟိုတော့အင်္ဂလိပ်စာများကျွမ်းသလားမမင်းနဲ့ဘွဲတွေဆို3-4 ခုရတယ်ကျွန်တော်တိုင်းပြည်အဲ့လိုဖြစ်ပေါ်တာမလွယ်သေးဘူးအများကြီးလို့ကျွန်တော် read by traveling ခရီးသွားတာအကောင်းဆုံးပဲတတ်နိုင်မိသားစုနဲ့လည်းသွားပါတငယ်ချင်းတွေနဲ့လည်းသွားပါတငယ်ချင်းနဲ့သွားလို့ရှိရင်ကိုမဟုတ်ကဟုတ်ကလှုပ်တတ်တယ်ဆိုတာကိုလည်းတဖြည်းကိုရိပ်မိအောင်လို့မိန်းကလေးကြီးစုသွားရင်တစ်မျိုးမိသားစုနဲ့သွားရင်တစ်မျိုးယောက်ျားလေးကြီးစုသွားရင်တေးကြလေးဒီကောင်လေးမဟုတ်တာလုံမှာတော့ပါကူပါတယ်ဒါမျိုးအရွယ်ပေါ်မူတည်တာပေါ့ဆရာကပရိစိတ်တွေချင်းနေကိုယ့်ရှင်မှာတွေ့နေမေတ္တာထားတာဘယ်လိုနှလုံးသွင်းရမလဲချင်းအောင်သာချနေလိုက်တော့ခမရမပြောနဲ့ဘလို့လေကျွန်တော်စာလေးတစ်ပုဒ်ရေးဘူးတဲ့9မိနစ်အလိုဆိုတာ9မိနစ်အလိုဆိုတာဟိုကျွန်တော်ဝါရင်3လ4လမှာကျွန်တော်အဋိဋ္ဌာန်နေဗျ9ပါးသီလကိုမပြည့်အောင်အဋိဋ္ဌာန်နေဘာအဲ့လိုချင်းတတ်မိမှာဆိုလို့တရားထိုင်လဲတရားထိုင်ချင်းအောင်နဲ့ညဆိုလို့ရှိရင်လဲချင်းအောင်ချအဲ့အိမ်ကိုအရာကုန်းကိုတဏီကုန်းဖွင့်ထားတာချင်းမလာအောင်လို့ပြီးချင်းအဲ့ဒီမှာကျွန်တော်ချင်းအောင်ချပြီးနေတာမန္တလေးသွေးလွတ်တုတ်ကွေးဖြစ်တော့အဲ့ဒါကျွန်တော်သားသမီးအရင်မရှိကျွန်တော်တူမလေးကိုသမီးဖြစ်မွေးစားထားတာကျွန်တော်ညီမအမွေးတာသူ့ကိုကျွန်တော်အရန်ချစ်တာသူကကျွန်တော်နဲ့အတူအဲ့ဒီမနေ့ပြန်တရညလာပြီဆိုအိမ်ကချက်ချပြုတ်ကြပေါ့တရညလာပြီဆိုကျွန်တော်အဋိဋ္ဌာန်လွတ်တော်မှာလေတိမ်လုံးကချက်ပြုတ်တဲ့အချိန်မှာကလေးမကြည့်နိုင်လို့ကျွန်တော်ခြံအောင်နဲ့လာထားတာကျွန်တော်လည်းပေါ်စာလေးဖတ်နေသူကကလေးကအိမ်နေတာဗျဝီနဲ့ခြံတန်ကြတာဗျကျွန်တော်စာဖတ်နေရင်ခြံကိုလှမ်းကြည့်လိုက်တာကြီးနဲ့သွေးလုံးတုပ်ကွေးလို့စိတ်ကရောက်တော့ဒီခြံငါသမီးကြိုက်ရင်တော့ပြဿနာပဲကျွန်တော်ခြံလိုက်ရှာတာလေးခြံမတက်လက်နဲ့မတက်သေးစိတ်နဲ့တက်နေတာတော်တော်ကြာပြီကျွန်တော်ကိုတွေ့ကောလူကစာရုပ်ဖတ်ပြီးလောကကြီးအကျယ်ကြီးပါချင်းနဲ့တေးသေးလေးကဲမင်းထွက်ကွာဆိုပြီးကျွန်တော်ချင်းအောင်လှမ်းတယ်ပြန်ချတယ်မထွက်ဘူးဗျာဒီကောင်ကကြားပြောင်းဗျာချင်းနဲ့တဝီဝီနဲ့ကြည့်တော့ကျွန်တော်သမီးလက်ပေါင်းကိုကိုက်နေတာကျွန်တော်ရွယ်လိုက်သေးတာဗျာဖြစ်သေးပါဘူးကွာငါအဋိဋ္ဌာန်ထားတာမဖြစ်သေးပါဘူးလားလက်ကလုံရောက်တော့ချင်းလက်ထွက်ပြေးသွားတယ်ဗျာငါမလုပ်ဘူးကွာချင်လဲလေကျွန်တော်သမီးနာလေးဝေးလဲနဲ့နိုင်ကြည့်တာ12နိုင်ကျော်နဲ့ငါတတ်မှာမြစ်တာထားပုံများပြောပါတယ်12နိုင်အကျော်ဆောင်လာကျွန်တော်ဘယ်နေနိုင်မလဲ12နိုင်ထိုး9မိနစ်လဲနေရောချင်းကကျွန်တော်သမီးပေါကတတော်လေးလှုပ်လို့လက်မမိုးနဲ့ချေတာတွေးတယ်ဗျာတတိမရသေးငါသမီးတွေးနေပါလားဆိုပြီးမဲဒီချင်းကိုထောသားထွက်သေးတာနိုင်ကြည့်တော့9မိနစ်လိုသေးတယ်အဋိဋ္ဌာန်ပြတ်တာမလွယ်ဘူးရဲ့ဒီနေရာမှာပြောစရာရှိတယ်ဗျဟိုသူတစ်ပါးအသက်တတ်တဲ့ခါမှာအကုသို့အကြီးအသေးတော့ရှိတယ်အကုသို့အကြီးအသေးက2ခုရှိတယ်ဗျတစ်ကဝါယမစိုက်ထုတ်ရမှုနဲ့နှစ်ကကျေးဇူးတရားဥပမာရှင်ကိုတတ်တဲ့ခါမှာထုတ်ရတဲ့ဝါယမစိုက်ထုတ်မှုနဲ့စင်ကိုတတ်တဲ့ခါမှာထုတ်ရတဲ့ဝါယမစိုက်ထုတ်မှုဘယ်သူကပုံကြည့်တော့အကုသို့ပုံများတယ်အကောင်ကြီးတော့ကြားတကောင်ကိုတတ်ဖို့ဆိုဝါယမပုံစိုက်ထုတ်အကုသို့ပုံကြီးတယ်ဒါတစ်နှစ်ကတော့ကဲထားတော့အိမ်မှာရှိတဲ့ကြောင်လေးတကောင်တတ်တာနဲ့ရှင်တတ်တာနဲ့ကြောင်ဆိုရင်အဲ့ကြောင်လေးကကျေးဇူးရှိတယ်နော်ဟုတ်တယ်လေအဲ့ကြောင်လေးအိမ်မှာကြွက်ခုတ်ပေးတယ်အိမ်ဆောင်ပေးတယ်ကျေးဇူးရှိတဲ့အတွက်အကုသို့ပုံကြီးတယ်ဝါယမကလည်းစိုက်ထုတ်ရတယ်သူကကိုယ့်ပေါ်မှာကျေးဇူးရှိအိမ်မှာမွေးထားတဲ့ခွေးလေးကိုတတ်တာပိုးအကုသို့ပို့ပြီးခွေးကကျေးဇူးရှိတယ်ကျွန်တော်တို့အိမ်ကိုသူစောင့်ရှောက်ပေးတယ်ဒါပြည့်ခွေးလေးအကြောင်းလေးတော့ကျေးဇူးရှိလို့မတတ်တင်ဘူးဆိုရင်ကိုယ့်ကိုကျေးဇူးပြုတဲ့မိတ်ဆွေအပေါင်းအသင်းပေါ်မှာစိတ်ဆင်းရအောင်မလုပ်တင်ဘူးပေါ့ကိုယ့်မိဘတော်ပေါ်တတ်ရင်ပိုဆိုးတာပေါ့ဒီအပြင်ဒီနောက်ဆုံးအရေးကြီးတာအဲ့ဒီသူကလူဘယ်နှယောက်နဲ့ပတ်သက်တယ်လဲဆိုတဲ့ပုံမူတည်တယ်ကျွန်တော်မိကုံးလေးတစ်ခွန်းမေးပါမယ်အခမ်းအနားမှုသမီးလေးလာပါဦးမိုက်လေးယူခဲ့ညှိပန်ကမေးတော့သမီးစဲအလဲအောင်သွားလာ
ကျွန်တော်သူ့ကိုမေးခွန်းတစ်ခုမေးမယ်နော်အခုသူအကြီးအသေးကိုတင်ပိုင်လေးကလာသမီးလူတစ်ယောက်ကစောက်တော့ခိုးတယ်လူတိုင်းနားလဲဥပမာပေးမယ်နော်အဲ့ဒီစာအုပ်နာမည်ကဆရာကြီးမြတ်တန်းတင်ရေးတယ်လူတိုင်းသိတဲ့နာမည်ပြောမယ်နော်ဓာတ်တောင်ကိုကြော်ရေးမိပင်လေကိုဖြတ်ပြီးတန်ဖိုးက9000ပြန်ပြောမယ်တန်ဖိုးရေးတဲ့သူကနာမည်ကအဲ့ဒီစာအုပ်ကိုလူတစ်ယောက်ကလူတစ်ယောက်ထံကခိုးတယ်အပြည့်ဖြစ်လားမဖြစ်ဘူးလားဖြစ်တယ်ဟုတ်ပြီအဲ့ဒီစာအုပ်ကိုပဲလူတစ်ယောက်ကစာကြည့်တိုက်ကခိုးမယ်အဲ့ဒီစာအုပ်စာပဲရတော့ဓာတ်တော်ကိုကျွေးမိပင်လေကိုဖြတ်ပြီး9000နဲ့စိတ်မြတ်တဲ့စာအုပ်ကိုပထမတစ်ခါခိုးတာကနောက်တစ်ခါခိုးတာကသမီးစာကြည့်တိုက်ကခိုးတာအပြည့်ဖြစ်လားမဖြစ်ဘူးလားဖြစ်တယ်ဖြစ်တယ်ဒါပြည့်သမီးရဲ့ဖြစ်လူတစ်ယောက်ထံခိုးတာနဲ့စာကြည့်တိုက်ကခိုးတာနဲ့ဘယ်ဟာအပြည့်တူလားမတူဘူးလားမတူဘယ်ဟာပိုအပြည့်ကြီးတော့စာကြည့်တဲ့ခိုးတာပိုပြစ်ကြီးရဲ့လို့ထင်ဘာလို့လို့လူများဖတ်တဲ့ဟာကိုသူလူအများပိုင်တာခိုးတဲ့အတွက်ဒါပြည့်သမီးမြန်မာနိုင်ငံမှာရှိတဲ့တရားဇာတာတွေကလူဘယ်နှယောက်ပိုင်တာတယောက်တည်းပိုင်တာလားအကုန်လုံးပိုင်တယ်တန်း90တွေမကမမွေးသေးတဲ့ကလေးတွေပါပိုင်နေနော်ဒါပြည့်ထပ်ပြောမယ်ဘိုးကျော်အောင်ဆန်းကိုဘယ်သူပိုင်တော့ဘိုးကျော်အောင်ဆန်းကိုတတ်တာပုတ်ပြီးအပြည့်တမန်တမုဒ္ဒဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုစိတ်နဲ့ပြင်ပါကြည့်စัจ java လာတိုက်1000လုံးပိုင်နေဖះပြောအပြစ်ကြီးတယ်အမေတော်ဆန်းစုကြည်ဘယ်သူပိုင်လဲမြန်မာပြည်တန်း90တွေမကောက်ဘူးတော့တကဘာလုံးနဲ့ပတ်သက်နေတာသူ့ပေါ်မှာပွားပြီးမပြစ်မှားမိစေနဲ့အပြစ်ကြီးတယ်သမီးပဏာတိပါဒရရသမီးပဏာတိပါဒနောက်ဆုံးတစ်ချက်ကတော့မိဘကိုမတတ်ရဘူးတစ်ကျေးဇူးရှိတယ်နှစ်အဲ့ဒီမိဘကိုမိကိုနေတဲ့သူတွေအများကြီးမို့လို့ဒီလုပ်ငန်းမှာရှိတဲ့လုပ်ငန်းမှာအစစ်စစ်အများပိုင်တော့စိတ်နဲ့တော့မပြင်းမာနေနဲ့အပြစ်တအားကြီးတယ်ဒါကြောင့်မလို့ပြောချင်တာကတော့ရှင်တို့ပရိသတ်စိတ်တို့တွေ့ရင်ကတော့တတ်မိတဲ့အခါမှာအပြစ်တော်ဖြစ်တယ်ဗျရှင်ကကိုယ့်ဘောမှာကျေးဇူးမရှိဘူးတတ်ပါလို့ပြောတာမဟုတ်ဘူးနော်အယူတော်မှသာအောင်မယ်ကျေးဇူးတအားကျေးဇူးမရှိတာသိကြတယ်နှစ်ခါဝါယမစိတ်တော်မူလဲအဲ့အချိန်ကဘယ်သူပိုင်တဲ့ကောင်မှမဟုတ်တဲ့အတွက်အပြစ်တော်ဖြစ်တယ်အပြစ်တော်အကြီးတော့လူတတ်တာလောက်တိတ်အရာခွေးတတ်တာလောက်တော့အပြစ်မဖြစ်ဘူးပေါ့ဒါကြောင့်မို့လို့လဲကျွန်တော်တို့ကတတ်မိကြတာပေါ့ဗျာတတ်နိုင်ရင်တော့မတတ်ပါနဲ့ဆရာရှင်ဆရာရဲ့ဘဝဆိုဒီမှာတချင်းဆိုပြီးစိတ်ထဲမှာအရန်တက်ကြွလာပါတယ်ရှင်အရင်ကခန်းစားချက်တွေပြန်မြင်အောင်လာပါတယ်စဉ်းစားစရာပဲအရင်ကခန်းစားချက်တွေမြင်အောင်လာတယ်အရာရာကိုမေတ္တာနဲ့လွှမ်းခြုံတော့အရန်အေးချမ်းပါတယ်ရှင်ကျွန်တော်တို့တိုင်းကျွန်တော်ကဘာကြီးမှာလိုအပ်တာမေတ္တာပဲဗျဘယ်ဘာသာတရားမဆိုနောက်ဆုံးမေတ္တာကိုပဲသွားပြီးဥတည်တာပါပဲကျွန်တော်မေတ္တာထားရအောင်ညာဘာသာတစ်ခုနဲ့တစ်ခုမေတ္တာထားရအောင်လူမျိုးတစ်ခုနဲ့တစ်ခုဒုတိယကမ္ဘာစစ်ကြီးပြီးတော့မှနယ်နိမိတ်တွေပေါ်လာတာနော်အစရွာအိမ်တွေလိုပဲထိုးယူတော့ဒီအိမ်ကဖြတ်သွားလို့ရတယ်အခုတော့ passport တွေပါတွေဖြစ်တာလေဒါကုလိုနီစနစ်ဆိုရင်တော့ကနေဖြစ်လာပြဿနာတွေပြောရင်တော့အများကြီးတမိုင်းကြောင်းတွေပြောချင်တာကျွန်တော်မေတ္တာထားကြရအောင်73နှစ်သမီးရဲ့အစိုးမြင်တတ်မိဘတွေကိုအမြင်မကြည့်လင်းတဲ့သဘာဝနဲ့သက်ဆိုင်တဲ့ဆရာရဲ့စာအုပ်ထဲကဘယ်စာအုပ်ဖတ်တဲ့မှာတလဲကလေးတယောက်ကအစိုးမြင်တာအပြစ်မဟုတ်ဘူးဗျကလေးကအရာရာကိုသူအတ္တနဲ့မြင်ပါအရွယ်3မျိုးရှိတယ်ဗျလူမှာအရွယ်3မျိုးရှိတယ်ဟိုအသက်တွေနဲ့မပိုင်းခြားဘူးကျွန်တော်အတွေးခေါ်နဲ့ပိုင်းခြားရင်3မျိုးရှိတယ်အရာရာကိုအချစ်အမုန်းနဲ့ဆုံးဖြတ်တတ်တဲ့အရွယ်ရှိတယ်အဲ့ဒါတော်တော်ကိုနှိမ့်ကြတဲ့သူတွေကလောကကြီးကိုအချစ်အမုန်းနဲ့ကြည့်တယ်ချစ်တဲ့သူပြောရင်မှန်တယ်မုန်းတဲ့သူပြောရင်မမှန်မှားတယ်မမှန်ဘူးပေါ့ဥပမာဆက်လိုက်မတောင်းနဲ့လို့ပြောတယ်ဆရာမတောက်တယ်ဗျာကျွန်တော်တို့အမေကပြောတယ်ငါသားနဲ့ဆက်လိုက်မတောင်းနဲ့ခိုးတောက်တယ်ချစ်သူကပြောတယ်ကိုဆက်လိုက်မတောင်းနဲ့ချက်ချင်းဖြတ်တယ်ဟောအချစ်အမုန်းနဲ့လောကကြီးကိုဆုံးဖြတ်တာအလွန်နှိမ့်ကြတဲ့အရွယ်လောကကြီးကိုအချစ်အမုန်းနဲ့ကြည်နေသေးတယ်ခမရဟာစိတ်လူလားမမြောက်သေးဘူးဉာဏ်လူလားမမြောက်သေးဘူးအချစ်အမုန်းတဲ့အရေးကြီးတာတခုတွေ့လာတယ်အသက်လေးကြီးတာအမှန်အမှားနဲ့ဆုံးဖြတ်ပြန်မှန်တဲ့ဘက်ကရက်မယ်မှားတဲ့ဘက်ကမရက်ဘူးငါတို့အဲ့ဒါအမြင့်ဆုံးမဟုတ်ဘူးနော်
အမှန်မှန်နဲ့ဆုံးဖြတ်တာလဲအမြင့်ဆုံးမဟုတ်ဘူးနေပါဦးခမရမှန်တယ်ပြောအောင်ခမရအတ္တကိုအခြေခံပြီးဆုံးဖြတ်ထားတာမလားမှန်တယ်ပြောအောင်ခမရဘာနဲ့တိုင်းတာတော့ခမရနဲ့အယူဆတူရင်မှန်တယ်အယူဆမတူရင်တရားတွေးကြည့်အမှန်မှားတောင်ကိုယ်တိုင်သိမှမသိပဲကိုယ်နဲ့စိတ်တွေ့တာမှန်တယ်လို့ပြောတာမဟုတ်ဒါလည်းအစစ်အမှန်တော့မဟုတ်ဘူးဒါလည်းရင့်ကျက်မှုတည်းကတော့မြင်မာတဲ့ရင့်ကျက်မှုတော့မဟုတ်အလဲအလတ်လောက်ရှိတယ်လောကကြီးမှာအသက်လေးကြီးလာတယ်ဘာသိလာလဲဆိုတော့အချစ်အမုန်းတွေအမှန်အမှားတွေတဲ့အရေးကြီးတာလောကကြီးမှာအကြောင်းအကျိုးပဲရှိတယ်ဗျရင့်ကျက်လာတဲ့သူကလောကကြီးအကြောင်းအကျိုးနဲ့ပဲကြည့်တယ်တချို့အမျိုးသမီးငယ်လေးတွေအသက်ငယ်ငယ်ရွယ်နဲ့ခန္ဓာကိုယ်ဂုဏ်သိက္ခာရင်းပြီးပတ်စံရှားတယ်အစတောင်မှားတယ်လို့မှန်တယ်လို့မဟုတ်ဘူးလို့မြင်တယ်တခြားစဉ်းစားကြည့်တော့အကြောင်းအကျိုးပဲနိုင်ငံရေးစနစ်ပါလားသိလာတယ်ကျွန်တော်ခုဘလက်ကလမ်းမှာတော့ပြောလာသေးတယ် Fraser မှာဆိုင်နေအများကြီးပဲတိုင်းပြည်စီကားတာမဟုတ်ဘူးလို့အလုတ်လက်မဲ့တွေများတာကိုပြတာအလုတ်မခံတော့ကိုယ့်အလုတ်ကိုလမ်းပေါ်ထွက်လို့ရတာပေါ့ဗျာနိုင်ငံတကာမှာဒါမျိုးမရှိဘူးလူတိုင်းကကိုယ့်အလုတ်နဲ့ကိုယ်လေဒါအကြောင်းအကျိုးပဲမုန်းလို့ပြောနေတာလည်းမဟုတ်ဘူးနိုင်ငံတော်ကြီးကိုချစ်လို့လည်းဘက်လိုက်နေတာမဟုတ်ဒါကျွန်တော်တို့လူမျိုးတွေအလုံးမရှိလို့လမ်း platform ပေါ်ရောက်လာဘယ်သူလောက်ချင်ပါလဲအကြောင်းအကျိုးပဲရှိတယ်ဗျဒါအရွယ်လေးရတော့အကြောင်းအကျိုးပဲရှိတယ်အစားတော့ကသပင်ကျွတ်တာကိုနှစ်ဖူးပြောင်တာရှက်တာပေါ့ဗျာခင်ဗျားလည်းမရှက်ပဲနေမလားအကြောင်းကျိုးပဲငါအသက်50ခုလှတောင်နေသေးဟုတ်တယ်ဒါအလှတစ်ခုပဲလေအိုရာလည်းအလှတစ်ခုပဲလေအရွယ်ရအိုရမှာပေါ့အသက်50ခုအသက်30စတိုင်တော့ဘယ်ဖြစ်နိုင်မှာတော့ဒါကျွန်တော်တို့ဒါအကြောင်းကျိုးကျွန်တော်လက်ခံလိုက်တယ်ဒါကြီးအော်တိုကြီးစားအောင်ပြီးကျွန်တော်ဖုံးထားရင်အော်တိုချွတ်တာနဲ့ကျွန်တော်ရှက်စရာကောင်းတာပဲကျွန်တော်အော်တိုဘယ်တော့မစားဘူးကျွန်တော်ဟာဆောင်စရာမလိုဘူးလေနဘူးပြောင်းတာမကြိုက်လည်းနေကြဗျာဒါပေမဲ့လည်းအဲ့လိုမနေပါဘူးကြိုက်တာပါပဲလူကရုပ်ရည်ကိုကြိုက်တာမဟုတ်ဘူးစိတ်ဓာတ်ကိုကြိုက်မှလည်းသိလာတယ်ဒါကြောင့်မို့လို့ကလေးဘဝတုန်းကတော့အစိုးမြင်တတ်တယ်ဒါသဘာဝကြတယ်ဒါပေမဲ့အသက်30-50အထိအစိုးမြင်တတ်ရင်တော့မဟုတ်သေးဘူးကျွန်တော်ဒါနဲ့ပတ်သက်လို့ရေးထားတဲ့စာလေးတွေလည်းရှိပါတယ်ဥပမာ3ညထဲမှာပါတယ်ဖတ်ကြည့်ပါနော်စဆယ်လို့မစကိုလုံးနောက်ဆုံးနံပါတ်9ကတော့စိုက်ပျိုးရေးကိုဝါသနာပါပါလို့ပြောတာလူကစိုက်ပျိုးရေးကိုဝါသနာပါရစိုက်ပျိုးတာကိုဘာကြောင့်ဝါသနာပါတဲ့လဲဆိုတော့ဟိုမှာစိုက်ပျိုးတဲ့ဟိုတစ်ပင်လေးအညောင်းထွက်လာတာအစားကြည့်ပြီးပြောရတာနော်ဟုတ်တယ်လေအတစ်ပင်လေးကတော်တော်ဖြစ်လာတယ်ပြောရတာနွယ်ပင်လေးကနေကအပင်လေးဟိုရစ်ပတ်လာတယ်ဆိုလဲပြောရတာကျွန်တော်တို့ဆိုလို့ကျွန်တော်တစ်ပင်စိုက်တာအကောင်းဆုံးပဲနောက်တစ်ပင်စိုက်ကြပြီတိတ်ပံဘက်ကနေအကျိုးအမြတ်တွေကျွန်တော်ပြောရင်ပြီးမှာမဟုတ်ဘူးအများကြီးပဲရှိသေးတယ်ကျွန်တော်စိုက်ပျိုးရေးကိုဝါသနာပါတာလောကကြီးဆောက်ရှောက်တာ ਨੇ အတူတူပဲကျေးလက်ဒေသမှာစာကြည့်တဲ့ဖွံ့ပွဲစာပေဟောပြောခြင်းဆရာကိုဖိတ်လို့ရမလားတဲ့ဖိတ်လို့ရပါတယ်ဘယ်လိုဆက်သွယ်မလဲတယ်လီဖုန်းနဲ့သာဆက်သွယ်ပါကျွန်တော်မာနမကြီးပါဘူးဒီနေရာမှာကြိုတင်ပြီးတော့ပြောအောင်မယ်စာပေဟောပြောဖိတ်လို့ဆရာရေညံပူဇော်ကားတွေပဲပေးရသလားလို့မြင်တဲ့တယ်ပြောမယ်ညံပူဇော်ကားတွေပါလိမ့်လေမရှိပါဘူးတတ်မှတ်ချက်မရှိဘူးဘာမပေးပဲလည်းမနေဘူးစိုင်လေးထည့်ပြီးထိုက်တဲ့လောက်တော့သူတို့ထည့်ပေးကြပါတယ်ဟိုလိုကျွန်တော်တို့ကဟိုဇမင်းသားရုပ်ရှင်မင်းသားလို့ဘလောက်ပဲပဲများမဟုတ်ဘူးစာပြောပြသွားရင်ကျွန်တော်တို့လိုချင်တာ3ခုရှိပါတယ်ကြိုတင်ပြီးပြောတာပါရစေတစ်ကတော့ဘာလိုချင်တယ်လဲဆိုရင်အဲ့ဒီစာပြောပွဲကိုဟိုကျမ်းမာရေးမထိခိုက်ပဲနဲ့တက်တောင့်တက်တာလေးရောက်ချင်တယ်ဘယ်နေရာလာမယ်ဆိုတာမသိဘူးလေတက်တောင့်တက်တာလေးရောက်ချင်တယ်ဒါအရာပြီးတဲ့အခါမှာနောက်တနေရာကိုနောက်တနေ့ကူရမှာဆိုတော့အဲ့ဒီနေရာလာကြုံမဲ့နေရာကိုပေါ့တက်တောင့်တက်တာလေးပို့ပေးစေချင်တယ်ကျွန်တော်မျောလင်းချက်2ခုရှိတယ်နောက်တစ်ခုကတော့ဟောပြောပွဲပြီးလို့ရှိရင်ဘာစကားမှမပြောဘဲနဲ့ပြစ်ထားတာအကောင်းဆုံးပဲဟောပြောပွဲပြီးလို့ရှိရင်စကားတွေပြောကြညင်းညခုံညရက်ပလင်းတွေရှေ့ချဆိုအဲ့ဒါစကားများတော့တာယောက်ျားတွေကတောက်ရင်မပြီးဘူးကျွန်တော်ဟောပြောပြီးရင်နားကျင်တာအိတ်လိုက်ချင်တာကျွန်တော်အဲ့3ခုတော့မျောလင့်တယ်ဒါပြင်ဆရာလာလာပါမမျောလင့်ဘူးလားမင်းဒါမျောလင့်စရာမလိုဘူးအကြောင်းရှိရင်အကျိုးဟာရှိထားပြီးသားကိုလိုချင်တဲ့လောက်တော့ရချင်မှရမှာပေါ့မပေးပဲတော့လည်းမနေပါဘူးဗျဒီကကြီးကဘယ်သူမှအဲ့လောက်မရိုင်းပါဘူးပြန်ပြကြီးအပြင်တော့စာရီတက်ထက်ပေးကြပါတယ်သူတို့နိုင်တဲ့လောက်ကလေးပေါ့တိတ်ချမ်းသာတဲ့နေရာကျချမ်းသာတယ်လို့ပေါ့တာမန်လောက်ကတော့ပတ်စံ3သိန်းခွဲလောက်2သိန်းလောက်သူတို့ထက်ပေးတတ်ပါတယ်တချို့နေရာလဲ3-4 တောင်းနဲ့ပြီးတာတွေလည်းရှိပါတယ်အထက်ကကျောင်းတွေဆိုအလကားဟောရတာတွေအများကြီးပဲပြီးခဲ့တဲ့ဇူလိုင်လဆိုအထက်ကကျောင်းတွေအားလုံးကိုယ်စိတ်ကိုယ်စားကိုကားကိုမောင်းပြီးဟောရတာအတန်ဝင်အောင်ဟောရတာတက္ကသိုလ်ကျောင်းတွေဆိုရင်ကျောင်းသားလေးမပြည့်စုံကျွန်တော်ကူညီရတာလည်းရှိပါတယ်မခက်ပါဘူးတယ်လီဖုန်းနဲ့သာဖိတ်ပါတယ်လီဖုန်းနံပါတ်ကတော့ကျွန်တော်စာအုပ်ထဲမှာပါပါတယ်ဟုတ်
ကျွန်တော်လူပြောမှရှက်တယ်ဗျဟာ Facebook မှာရေးကြတဲ့အမားတဝဲအမှန်တဝဲဖြစ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးဆရာဘက်ကဘယ်လိုမြင်ပါတယ်လဲရှင်တချို့သတင်းတွေကပညာဆိုင်ရာသတင်းတွေပါထိုင်းမဲ့လွဲမစွာရေးနေကြပါတယ်ကျွန်တော်ပြောချင်တာတော့မီဒီယာပေါ့မီဒီယာဘယ်လောက်မှန်လဲဆိုရင်ဘေးကိုမေးရတယ်ဗျကျွန်တော်မြန်မာမီဒီယာပြောကမ္ဘာမီဒီယာမှာ Time ဆို New Week ဆိုတဲ့မှာပါတယ်သတင်းတွေဘယ်လောက်မှန်လဲကျွန်တော်အထင်ကျွန်တော်ခံစားချက်ပြောတာနော်ကိန်းနာတော့ကျွန်တော်အတိအကျမသိဘူးကမ္ဘာနာမည်ကြီးနေတဲ့ကမ္ဘာသတင်းစာတွေကမ္ဘာတစ်ကမ္ဘာလုံးဖတ်နေတဲ့ Time ဆို New Week ဆိုအကြီးတွေတောင်မှမှန်ကန်မှုရာခိုင်နှုန်းက 4% မမှန်ပါဘူးအဲ့ဒါသိကြတယ်အကြောင်းအရာပေါ်မှာကိုလိုချင်တယ်လို့ဝါဒဖြန့်တဲ့ဂျာနယ်တွေမီဒီယာတွေများတယ်အကြောင်းတစ်ခုခုမှသူတို့ဝါဒဖြန့်တာကြီးဒါသိကြတယ်ဒီအတွက်သတင်းတိုင်းဟာမမှန်ဘူးဒါ printed media မြန်မာနိုင်ငံမှာဘယ်လောက်ဒီမှန်နိုင်တယ်လဲဆိုတာအခုအချိန်နဲ့အမျှဖတ်ရင်းသိလာပြီကျင်းမုံတို့မြန်မာအလင်းတို့သတင်းသေးတာမှန်ရင်မြန်မာနိုင်ငံမှာလျှက်စင်မီရလာကြာပြီပေါ့ကဲဘယ်လောက်မှန်လို့တော့မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်နေတာကြာပြီပေါ့သတင်းထဲမှာပြီးတိုးတက်တာကြားလာပြီကျွန်တော်ထင်တယ်သတင်းစာတွေလည်း printed media လည်း 40% လောက်ပဲမှန်မယ်ထင်တယ် 4% မှန်မှု Facebook ပေါ်ကသတင်းဆိုကျွန်တော်ထင်တယ် 4% လောက်ပဲမှန်မယ်ကျန်တာမမှန်ဘူးတကယ်ချင်းတင်တဲ့သတင်းဆိုမယုံနဲ့ကျွန်တော်ပြောတာကိုမယုံနဲ့နော်ရေကြီးတဲ့သတင်းပါလာတယ် Facebook ပေါ်မှာတကယ်ကို moving ကြီးနဲ့ပါလာ move နော်တကယ်ကိုသူရိုက်ပြီးတော့ moving နဲ့တင်တာဗျာဟာရေကြီးတဲ့လူတွေပြေးကြတယ်ကျွန်တော်တို့ကဆိုင်ဟုတ်ကလည်းလူမယ်ဆိုရင်ပတ်စံနေစုကြရေကြီးပြီးတာတပတ်လောက်လဲနေရောလူရတပတ်လောက်နေမှရောက်သွားဟိုကြရေရမရှိဘူးရေမရှိတော့ဘူးလေကြီးတဲ့အချိန်မှရိုက်ထားတာဟုတ်မျောသွားတဲ့အိမ်ကနှစ်အိမ်တရွာလုံးတက်တာမဟုတ်ဘူးကိုကတော့လူတွေအများကြီးပစ္စည်းတွေယူတာဟိုကြတော့ပစ္စည်းလည်းမြင်ရောဟာဟိုကလူဒီရရဲ့ဟိုကတောင်းဒီရတောင်းနဲ့စိတ်ညစ်ပြီးပြန်လာတာတပုံကြီးကျွန်တော်တို့မမှန်ဘူးလို့မပြောဘူးတရေကတိတ်မြန်တော့ကျွန်တော်တို့ကလှူတာချက်ချင်းမရောက်ဘူးရောက်အောင်လည်းချက်ချင်းမသွားနိုင်ဘူးလူတွေအဲ့သတင်းတစ်ပုဒ်တွေ့ပြီးလူမဲ့လူကများတော့ကျွန်တော်တို့ကရေသာခိုတတ်လာတယ်ကျွန်တော်တို့လိုဘယ်သူမှယူပြီးပြောတာမဟုတ်ဘူးเนาะတချို့ဆိုလို့ရှိရင်တချို့နယ်တွေမှာရေမကြည့်ကြည့်အောင်တာတွေကိုကိုယ့်ဘာသာကိုဖြတ်တဲ့နေရာတွေတောင်မှရှိတာကိုကျွန်တော်တို့သတိပြုမိတယ်ရေတွေမြန်မြန်ဝင်လာအောင်လို့ဒါမှတို့အလှူတန်းရမှာလေအဲ့လိုမျိုးတွေကျွန်တော်တို့တွေရလည်းမဟုတ်သေးဘူးဗျအဲ့လိုမျိုးတွေလည်းတွေ့ရတယ်ဒါကြောင့်မလို့ဟိုလူတွေကလည်းတိတ်မမှန်ဘူးဗျကြောင့်မလို့လူတွေတန်းမယ်ဆိုတာတော့မှစဉ်းစားကြအောင်လူတွေရေးသားကိုလူတွေပြည့်စည်လောက်အောင်တော့မလူမတန်းသင့်ဘူးကျွန်တော်တို့ဖြစ်စေချင်တာပညာလူပါငွေမလူပါနဲ့တကယ်တော်တယ်ကလေးကိုကြောင်းထားပေးလိုက်ပါဗျာဒါတော့မှတိတ်စိတ်မချအောင်ထွက်အောင်ပါသူတို့ကကျွန်တော်လူတွေတန်းတဲ့နေရာမှာဥစ္စာပစ္စည်းငွေကြေးလူတာကတော့ရေရှည်အပြင်မကောင်းဘူးလို့ကျွန်တော်ထင်တယ်တချို့ကလေကိုအဝတ်စားလေးယူတာသူအဝတ်စားမလို့ချင်းပတ်စံမဲ့လို့ချင်းတာမခက်ဘူးလားကိုကလူချင်တာတစ်မျိုးသူလိုချင်တာတစ်မျိုးမတူတဲ့ကကိုပဲစိတ်ဆင်းရတာတကယ်ရည်ကြီးတဲ့နေရာတွေကျွန်တော်ကိုတိလက်ရောက်သွားလူဘူးလေအစင်မပြေပဲစိတ်ညစ်ပြီးပြန်လာတာအကြီးပဲခင်ဗျားတို့လည်းကြုံဘူးမှာပါဒါကြောင့်မလို့စဉ်းစားစားလေးတော့လုပ်ပါဒီအချိန်မှာကျွန်တော်ပြောချင်တာတော့ကျွန်တော်တိုင်းပြည်မှာပြီးခဲ့တဲ့ခေတ်တုန်းကတော့လူကြတန်းကြဖို့အတွက် pride အသင်းတွေများတာကျွန်တော်ကြိုးစိုးတယ်ခေတ်ပြောင်းသွားပြီလေအမေတော်ဆန်းစုကြည်အလဲကိုရောက်လာပြီ pride အသင်းတွေများလာတာကောင်းလာလို့မြင်စဉ်းစားဖို့တော့ကောင်းပြီတနေရာလေးကစီးနေကန်းနဲ့နော်ခွဲချမ်းပေးရင်မကောင်းဘူးလားကျွန်တော်ကတနေရာတစုတဲ့အောက်မှာအကုန်ဝင်လိုက်ကြရင်ပိုထိရောက်တာပေါ့ကိုယ်စိတ်နဲ့ကိုလူတော့ထိရောက်မှုမရှိဘူးကုန်တယ်ကျွန်တော်တို့ခင်ပြောက်သွားတဲ့အခါမှာကျွန်တော်အဲ့ဒီအသင်းအယူဆတွေလည်းတခြားပြန်စဉ်းစားဖို့လိုမှတင်အခုကအပြိုင်ဆိုင်အသင်းတွေထောင်ရတယ်ဗျကျွန်တော်တို့မှလူလို့ကိုမစိုးဘူးဟိုအသင်းလည်းခင်တော့လူရဲ့သူက9000တော့ရဲသူက9000မြင်တာကိုလူက9သိန်းလောက်ရှိပြီဟိုလူလည်း9000လူအသင်းက10သိန်းလောက်ခင်နေတာလေခင်ဗျ9သိန်းဆိုတာကိုယ့်အဖို့များတယ်ဗျကိုတော့အဲ့လောက်မဝင်ဘူးဟိုလူဒီလူနဲ့ကျွန်တော်စိတ်ညစ်လာတကယ်ရမြင်ကိုကြောက်နေတယ်လူအောင်မှာဆိုလို့လူလို့ကိုမပြီးနိုင်ဘူးဗျအခုကကိုယ်တကယ်ချင်းတွေက pride တွေထောင်ကြဟဲ့အောင်မင်းလုံးအောင်ဆိုပါသွားပြန်ရောကျွန်တော်ကြောက်ကုန်နေတာတယ်လီဖုန်းလာရင်ကိုလူလို့ကမစုံဘူးဖြစ်နေတယ်အခုကကျွန်တော်စဉ်းစားကြပါဦးကျွန်တော် Facebook မှာအမားတဝက်အမှန်တဝက်ဟိုတတ်နိုင်လို့ရှိရင်ဟိုဒါတော့ကြိုက်ရင်တော့ယူမကြိုက်မယူပါနဲ့ဥပမာကျွန်တော်ဆိုင်ဟုတ်ကဒီနေ့ခေါ်ပြီးစကားပြောခိုင်းတယ်ကျွန်တော်ဆိုင်ဟုတ်ကအတိမှန်မပြူတယ်ဗျာခ
ခင်ဗျားတို့ကျွန်တော်အတိမတ်မပြုကျွန်တော်ရှင်းတန်းပါဦးမလားခင်ဗျားတို့အတိမတ်ပြုလို့ကျွန်တော်ရှင်းတန်းတာလေရှင်းလေးရေစာဖတ်သူအတိမတ်ပြုလို့ကျွန်တော်ရှင်းတန်းတာ Facebook တခုမှလည်းခင်ဗျားမ share ပါနဲ့သူ့ကိုအမြင်ကပ်လို့ပဲ share အမြင်ကပ်ပြီး share တယ်သူ့ကိုခင်ဗျားအသက်သွင်းပေးတာနဲ့အတူတူပဲအမြင်ကပ်ရင်ခင်ဗျား hidden post တော့လား post ကိုခင်ဗျား unfriend လုပ်ချင်လို့မလုပ်ချင်လဲသူ့ဖွက်ထားလိုက်ပေါ့ငါမကြည့်ချင်ဘူးကွာမ share ပါနဲ့မကောင်းတဲ့သတင်းမမှန်တဲ့သတင်းမနှိမ့်ညွတ်တဲ့သတင်းကိုကိုယ်တိုင်ကဟေးဒီမဲ့ကြည့်ပါဦးဒီမဲ့မြင်သလားဆိုအမေဓာတ်ပုံတော်ရိုက်လိုက်သေးရှုပ်ဖြတ်ဆိုပြီးခမ ्या ကိုယ်တိုင်သူ့ကိုရှင်းအောင်လှုပ်ပေးတာနဲ့အတူတူပဲခမ ्या သူ့ကို no like no sharing လှုပ်လိုက်ပါဒါသူ့ကိုတတ်လိုက်တာနဲ့အတူတူပဲဥပမာကျွန်တော်က public တင်လိုက်ပြီခမ ्या ကျွန်တော် like မလုပ်နဲ့ဗျာပြီးပြီပါခမ ्या ကျွန်တော်မ share နဲ့ပြီးပြီဒါကျွန်တော်မရှင်းတော့ဘူးလေအခုကျကျွန်တော်မဟုတ်တာလဲshare ဟုတ်တာလဲ share ကျွန်တော်တို့ကိုယ်တိုင်ကိုယ့်ပတ်စံနဲ့သူ့ကိုလေ share အောင်လုပ်ပေးနေတယ်ဘယ်လောက်ရှုံးလဲပတ်စံကုန်တယ်အချိန်ကုန်တယ်သူ့ကိုကျွန်တော်တို့အတိမပြုပေးနေတာကြောက်မလို့ lobby တွေတချို့ခန်းညံ့ lobby တွေလက်မထောင်ပြီးပြောနေတာသူတို့ကကျွန်တော်တို့က Facebook ရဲ့ site ကိုမသိဘူးတတ်နိုင်ဘောလေတို့အားနာလို့ blog မလုပ်ဘူးဆိုလဲထားကျွန်တော်တို့ blog မလုပ်စေချင်ဘူး blog ရဲ့သဘောကတော့လူရော့မသွားဘူးနော်လူ9000 blog လုပ်လို့တယောက်blog လုပ်လို့တယောက်မလျော့ဘူး blog ကမလျော့ဘူး unfriend ကတော့လူပါလျော့သွားတာသူက unfriend ဆိုရင်သူလည်းသိချင်သိမယ်မသိချင်နေမယ်သို့တော့လူလျော့သွားတယ်ကိုယ့်ဘက်ကအခြားတကယ်ချင်းလက်ခံလို့ရတယ်နောက်ပြီးပုံလင်းလင်းပြောချင်တာဘာလို့အားနာတာတော့ unfriend လုပ်ရမှာနေရတဲ့တွေ့ခင်တာကိုယ့်ရဲ့ community တွေကလည်းမဟုတ်ဗျာအားမနာပါနဲ့စိတ်အနှောက်အယှက်ဘာလို့ခံနေမှာတော့မနေ့မိုးလေးဒါသူများကမသိဘူးကျွန်တော်ဆိုပါစို့မနေ့မိုးလေးရင်လေတယ်လီဖုန်းမကင်မိအောင်မနှဲကြိုးစားမနေ့မိုးလင်းတာနဲ့တယ်လီဖုန်းကောက်ကင်တာကျွန်တော်တို့ဆက်ဖို့မဟုတ်ဘူးမနေ့ညတင်လာဘယ်လောက်များလိုက်ရတယ်လဲဖယားသတိမရဘူးနော်လိုက်ကိုသတိရတာကျွန်တော်တို့လူတိုင်းပြည့်နေတဲ့ယောဂအိမ်သာထဲသွားရင်ဟိုတော့ဆောင်းလေးနဲ့အခုကျတော့ဘာလို့မဲတယ်လီဖုန်းလေးနဲ့သွားတာဗျမလီတခါလေဖေဝါအီယာ6နေပြီမပြီးသေးဘူး Facebook ကခင်ဗျကျုပ်တို့ဖြစ်နေပုံများကြည့်အောင်အတော်ဆိုးတယ်တကယ်လေလိုက်နေလို့ဒေါသဘူးထွက်မှမသိဘူးတကယ်လေအဲ့လိုလောက်နေရတယ်လေ breakfast လည်းကောင်းကောင်း breakfast နဲ့ lunch နဲ့တွဲသွားတယ်ကြားမကြီးပါထိခိုက်တယ်ကြောင့်ကျွန်တော်တို့ Facebook ကိုမှန်မှန်ကန်ကန်သုံးစေချင်တယ်မသုံးမဲ့တော့လေမနေပါနဲ့ account တစ်ခုတော့ရှိတဲ့တယောက်ကိုတယောက်ဆက်သွယ်ဖို့အရေးကြီးတဲ့အကြောင်းအရာတွေကို Messenger ပဲပြောပါဒီမှာအပြိုလေးပါလို့ရှင်သတိပေးပါရစေ Messenger ကနေ easily ဘာမှမလုပ်မိပါစေနဲ့ခမ ्या စာသူ့ရှိမှမပြတ်ဘူးသူကဓာတ်ပုံလေးရိုက်ပြီးခမ ्या ကိုထောင်ချစင်နိုင်တယ်တတ်နိုင်ရင်ဘာမှဆဲတာဆိုတာတရမလားအမလေးချင်းအောင်တန်းနေတလုံးမှမရင်းမိပါစေနဲ့ခမ ्या ဒုက္ခအများကြီးရောက်သွားနိုင်တယ်ကဲတော့ညီကုန်းချုပ်ပြောချင်တာတော့လူဘဝမှာ what man live by ကျွန်တော်ဘာနဲ့နေမှာတော့မေတ္တာနဲ့နေနေဆို Facebook တအားကြီးမသုံးနဲ့ပေါ့သုံးလိုက်မေတ္တာပြက်သွားလို့ကိုယ်တကယ်ချင်းတော့ကိုမုန်းသွားဒီကောင်ကတနေ့ကုန်တင်နေတာပဲဆိုပြီးတော့မေတ္တာနဲ့နေပါမေတ္တာအချုပ်ပါမေတ္တာရဲ့အောက်မှာအဓိကအချက်နှစ်ချက်ကတော့ပညာနဲ့သီလပါပဲပညာသီလပြည့်ရင်မေတ္တာပြည့်ပါတယ်ဒါကြောင့်ကဲချစ်ရခင်ရသောမိတ်ဆွေအပေါင်းတို့လောကကြီးကိုမေတ္တာဖြင့်နေထိုင်ပြီးလောကကြီးကိုစောင့်ရှောက်ကြပါစို့မင်္ဂလာပါ